ဒုက္ခခတ်သိမ်းဤချုပ်ငြိမ်းရာဖြစ်တဲ့နိဗ္ဗာန်သို့၎င်း1500ကိလေသာပုဒ္ဒအလောင်းတတ်တို့ဤချုပ်ရာငြိမ်းရာသိမ်းရာဖြစ်တဲ့နိဗ္ဗာန်သို့၎င်းမိမိတို့ယနေ့ယခုပြုလုပ်ကြတဲ့ဒါနကုသိုလ်ဆောက်တည်စေဆောက်တည်လက်တဆောက်တည်ပြီးခဲ့တဲ့သီလကုသိုလ်နာကြစေနာကြလက်တနာကြပြီးခဲ့တဲ့ပွားများစေပွားများလက်တပွားများပြီးခဲ့တဲ့ဘာဝနာကုသိုလ်ဤသို့ပေါင်းအပ်တဲ့အရရသောကုသိုလ်ကံစေတနာတို့ကြောင့်မိမိတို့တန်တမ်းမှဖြစ်ပေါ်လာတဲ့သရာသီလသုဒ္ဓစာကပညာတိဟုသောဣတရား၅ပါးကဝိပဿနာဉာဏ်ဖြစ်သောရောက်ရှိလျက်ဝိပဿနာဉာဏ်မှအကြမရှိသောအဖြစ်အရိယာမဉ္ဇဉ်သောကျေစုပြုပြီးလျင်အရိယာမဉ္ဇဉ်ဤအာယုံပြုရာဖြစ်တဲ့နိဗ္ဗာန်ကိုလျင်မြန်စွာမျက်မှောက်ပြုနိုင်သည်ဖြစ်ကြစေအဟံဗန္တိတိတရဏေနတဟပိစသီလံဓမ္မံယာစာမိအနုဂဟံကတဝါသီလံတေထမေဘန္တေဒုတိယံပိအဟံဗန္တေတိတရဏေနတဟပိစသီလံဓမ္မံယာစာမိအနုဂဟံကတဝါသီလံတေထမေဘန္တေတတိယံပိအဟံဗန္တေတိတရဏေနတဟပိစသီလံဓမ္မံယာစာမိအနုဂဟံကတဝါသီလံတေထမေဘန္တေယမဟံဝဒာမိတံဝရေထနမောတတဗုဒ္ဓဝါတောရဟတောသမ္မာသမ္ဗုဒ္ဓတ္တဗုဒ္ဓံတရဏံဂေသာမိဓမ္မံတရဏံဂေသာမိသံဃံတရဏံဂေသာမိဒုတိယံပိဗုဒ္ဓံတရဏံဂေသာမိဒုတိယံပိဓမ္မံတရဏံဂေသာမိဒုတိယံပိသံဃံတရဏံဂေသာမိတတိယံပိဗုဒ္ဓံတရဏံဂေသာမိတတိယံပိဓမ္မံတရဏံဂေသာမိတတိယံပိသံဃံတရဏံဂေသာမိတရဏဂမနံပရိဘုံနာပါဏာတိပါဒဝေရမဏိသိက္ခာပဒံသမာဓိယာမိတ
ဒိဏဒါနာဝေရမဏိသိက္ခာပဒံသမာဓိယာမိကာမေတုမိစ္ဆာစာရံဝေရမဏိသိက္ခာပဒံသမာဓိယာမိမုသာဝါဒံဝေရမဏိသိက္ခာပဒံသမာဓိယာမိသုရာမေရယမေဇာပမာဒဌာနာဝေရမဏိသိက္ခာပဒံသမာဓိယာမိဤစัจ java လာအနန္တ၌မိတင်း၍နေထိုင်ကြကုန်သောလူရောနတ်ပါယမမကျွင်းသတ္တဝါခပင်တို့သည်ယံကင်းကြပါစေကိုယ်ဆင်းရဲကင်းကြပါစေစိတ်ဆင်းရဲကင်းကြပါစေခန္ဓာကိုယ်အတ္တဘောကိုချမ်းသာစွာရွယ်ဆောင်နိုင်ကြပါစေဣဒံမေပုံညာနိဗ္ဗာနတ္တပိစယောဟောတုဣမံပုံညဘာကံသဗ္ဗတတ္တာနံဘာစီမတိတရဏေနတဟပင်စင်ကကရုဓမ္မနိစ္စသီလံဓမ္မံသာရုကံကတဝါအပမတိနသံပါတိထာရေကုတ်ကြံပြီးတဲ့ကံမှာမကြံမြင့်မိမှာမိမိတို့တွေကိုမြတ်စွာဘုရားရှင်ကိုရောမြတ်ဟောကြားတော်မူသောသုတ်တံအဘိဓမ္မာဒေသနာတော်တွေကထုံထုံပြီးတော့ခန္ဓာဉာဏ်ရောက်သောအဖြစ်ဟောကြားမှာဖြစ်တဲ့အတွက်ကြောင့်မိမိတို့တွေဟာခန္ဓာဉာဏ်ရောက်နာကြားမှာဖြစ်လို့မိမိတို့ခန္ဓာကိုယ်ဣရိယာပုတ်ကြီးကိုချမ်းသာမိထင်တဲ့ဣရိယာပုတ်များတို့ပြုပြင်ပြင်ဆင်ကြကုန်ပြီးတရားတော်ရဲ့အပေါ်မှာအလေးကရုပြုကြကုန်လျက်တရားတော်ကိုယုတ်သေးစွာနာပါတရားတော်ကိုနှလုံးသွင်းကြပါယနေ့သာသနာတက္ကတိ2556ခုမြန်မာကောဇာတက္ကတိ1384ခုနတ်တော်လပြည့်ကျော်4ရက်ခရစ်တက္ကရာ2013ခုနှစ်ဇန်နဝါရီလ1ရက်ကောင်းမြတ်သောနှစ်ခတ်ကောင်းမြတ်သောမင်္ဂလာအပေါင်းခညောင်းစမ်းရှင်နေတဲ့နှစ်တကူအချိန်ကာလသမယမှာစင်ကာပူနိုင်ငံကလမတီဇယမင်္ဂလာဗုဒ္ဓဝိဟာရကျောင်းတိုက်ဒေါက်တာရှင်ဝိစိတ်တဤစီမံမှုဖြင့်ဓမ္မမောင်နှမတို့ကကြီးမှု၍ကျင့်ပပြုလုပ်နေတဲ့ဓမ္မသဘင်ဝေတရားနာအံ့သောငါစည်းဝေးညီညာကြွရောက်ပြီးတော့လာကြတဲ့သာသနာရဲ့ဆွေတော်မျိုးတော်အပေါင်းတို့အားကျေးဇူးပြု၍ဟောကြားအပ်သောတရားတော်ယနေ့ဟောကြားနေတဲ့ပုဂ္ဂိုလ်နဲ့ယနေ့နာကြားနေကြတဲ့ဒီတရားတော်မတွေအားလုံးကိုဆွေမျိုးစကြည့်လိုက်ကြမယ်ဆိုရင်အမိမြန်မာနိုင်ငံကမွေးထုတ်ပေးလိုက်တဲ့မြန်မာလူမျိုးတွေဖြစ်ကြတဲ့အတွက်ကြောင့်လူမျိုးအဖြစ်လဲဆွေတော်မျိုးတော်တွေပါပဲ
လောကအနေနဲ့ကြည်ပြန်နေဆိုရင်တိုင်းပြည်ရဲ့သားတွေသမီးတွေဖြစ်ကြတဲ့အတွက်ကြောင့်လဲတိုင်းပြည်ရဲ့သားကောင်းတွေသမီးကောင်းတွေပါပဲဒီနေ့မိမိတို့ရဲ့ဗုဒ္ဓရှင်တော်မြတ်ဘုရားရဲ့သာသနာတော်အမြင်နဲ့ကြည်ပြန်မယ်ဆိုရင်သာကီဝင်မင်းသားဖြစ်တဲ့ဗုဒ္ဓရှင်တော်မြတ်ဘုရားရဲ့သားတော်သမီးတော်တွေပါပဲအဲဒီတော့တရားနာကြားနေကြတဲ့မိမိတို့နဲ့တရားဟောကြားနေတဲ့ဓမ္မဂတိကပုဂ္ဂိုလ်တို့အကြောင်းအကျိုးဆက်ကြည့်ပြန်ရင်လေတန်တရာဆက်ဆက်ကပြုခဲ့ဘူးတဲ့ကောင်းမှုအထူးရှိခဲ့ဘူးလို့ဒီနေ့စင်ကာပူနိုင်ငံတည်းဟူသောဒီမြေဒီရေဒီလေပေါ်မှာလာရောက်ပြီးတော့ဆုံတွေ့ခွင့်ရနေတဲ့အတွက်ကြောင့်လဲဥပနိတယပစ္စယတတ္တိဖြင့်ကျေစုပြုအားကောင်းနေတဲ့အာသေဝနပစ္စယတတ္တိနဲ့ထပ်မှန်ပြီးတော့ထုံမှန်းလို့ဒီနေ့၄ချိန်မြောက်စင်ကာပူနိုင်ငံကိုလာရောက်ပြီးတော့ဟောကြားနေရခြင်းဟာလည်းပစ္စယတတ္တိတို့ရဲ့ဘလဝတတ္တိဖြစ်နေတယ်ဆိုတာမမှားပါဘူးအာသေဝနဘလဝအာသေဝနပစ္စယတတ္တိဖြင့်ကျေစုပြုနေတဲ့အတွက်ကြောင့်လဲသာသနာရဲ့ဆွေတော်မျိုးတော်များတန်တရာရဲ့ဆွေတော်မျိုးတော်များလို့ဆိုရင်တော့ဒါမှားပါမလားမှားပါဘူးဗျာအဲ့တော့သာသနာရဲ့ဆွေတော်မျိုးတော်များတန်တရာရဲ့ဆွေတော်မျိုးတော်များကိုယနေ့စင်ကာပူနိုင်ငံအရီနာကန်ထရီကလပ်မှာလာရောက်ပြီးတော့ဒီခမ်းမာထဲမှာဆုံတွေ့ခွင့်ရနေတဲ့အတွက်ကြောင့်လဲဝမ်းမြောက်ဝမ်းသာဖြစ်ရပါတယ်အဲ့ဒီဆုံတွေ့ခွင့်ရနေတဲ့အချိန်ခါလေးဟာလေ2013ခုနှစ်ဇန်နဝါရီလ1ရက်လို့ခေါ်တဲ့နှစ်သစ်ကူအခါကာလမှာဆုံတွေ့ခွင့်ရတဲ့အတွက်ကြောင့်ဝမ်းသာဂုဏ်ယူလို့လည်းပါဖြစ်လေမဆုံးနိုင်ပါဘူးအဲ့တော့ဝမ်းသာဂုဏ်ယူစရာကောင်းတဲ့သာသနာရဲ့ဆွေတော်မျိုးတော်များတန်တရာရဲ့ဆွေတော်မျိုးတော်များတွေ့ကြုံဆုံစည်းပြီးတော့နေတဲ့အချိန်ခါမှာနှစ်သစ်ကူအဆုံးအမနှစ်သစ်ကူဩဝါဒနှစ်သစ်ကူဓမ္မလက်ဆောင်တစ်ခုအနေနဲ့ဒီနေ့ပေးကျင်တဲ့တရားတော်ရဲ့နာမည်ကိုငြိမ်းအေးသူတို့ဤပျော်စံရာတရားတော်လို့ဒီလိုမှတ်လိုက်ပါငြိမ်းအေးသူတို့ဤပျော်စံရာပါတယ်လေငြိမ်းအေးသူတို့ဤပျော်စံရာလို့တရားတော်နာမည်ကိုဒီတိုင်းပေးထားပါတယ်ငြိမ်းအေးသူတို့ရဲ့ပျော်စံရာဆိုတဲ့ဒီတရားတော်ကိုဗုဒ္ဓရှင်တော်မြတ်ဖျားဟောကြားတော်မူခဲ့တယ်ဆိုတဲ့အင်္ဂုတ္တရနိကေဝဇိသုတ်တံဆိုတဲ့ဒီသုတ်တံကိုအခြေခံပြီးတဲ့အခါမှာဝဇိသုတ်တံကိုအခြေခံပြီးတော့ဗုဒ္ဓရှင်တော်မြတ်ဘုရားရဲ့ဝါဒတစ်ခုဖြစ်တဲ့ကမ္မဝါဒကိုမှီညံကိုကပြုပြီးတော့ဒီတရားတော်ကိုဟောကြားနေတယ်လို့ဒီလိုသဘောပေါက်လာဒါမှမဟုတ်ငြိမ်းအေးသူတို့ရဲ့ပြောစံရသည်ဟုသောဒီတရားတော်ကိုမဟောပြောမီမနာကြကြမီတရားပိုင်းရှင်ကြီးဖြစ်တော်မူတဲ့ဆိုတဲ့သုံးလောကထောဒတပ်ပင်ညုမြတ်စွာဘုရားရှင်ကိုတော်မြတ်တည်ဟူသောငြိမ်းအေးသူတို့ရဲ့အထွတ်တမို့ဒုက္ခခတ်သိမ်းချုပ်ငြိမ်းတဲ့နိဗ္ဗာန်ကိုဝင်စံတော်မူတဲ့ဗုဒ္ဓရှင်တော်မြတ်ဘုရားရဲ့ဂုဏ်တော်အပေါင်းဉာဏ်တော်အပေါင်းတွေကိုအာယုံပြုကြကုန်လျက်တရားပိုင်ရှင်ဖြစ်တဲ့မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးအားနမောတတ္တသုံးကြိမ်ရွတ်ဆိုပြီးတော့ရှ िख ုတ်ပူဇော်ကြော့လိုက်ကြရအောင်နမောဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တဘဂဝါတောဘဂဝါဂုံရှင်ကြီးလည်းဖြစ်တော်မူပါပေထသော
အရဟတောအရဟံဂုဏ်ရှိကြီးလည်းဖြစ်တော်မူပါပေထသောသမ္မာသမ္ဗုဒ္ဓတ္တသမ္မာသမ္ဗုဒ္ဓဂုဏ်ရှိကြီးလည်းဖြစ်တော်မူပါပေထသောတတ္တဒါရိတ္တငြိမ်ဤသူတို့ရဲ့စံရောရာဖြစ်တဲ့ဆိုတဲ့တန်တိဒုက္ခတိဟုသောငြိမ်ပြီးတော့ဧပါတယ်ဆိုတဲ့နိဗ္ဗာန်တိဟုသောဘုံယငန်းစီတို့ဝင်းစံကြွားသွားတော်မူတဲ့ဖရာမှုရှိတဲ့အရိယာသံဃာတော်ရှင်မြတ်တွေရဲ့အထွတ်တမို့ဗုဒ္ဓရှင်တော်မြတ်ဖရာတိဟုသောငြိမ်အေရာပုဂ္ဂိုလ်တို့ပုဂ္ဂိုလ်များကိုနမောယုသေးမြတ်တို့လက်ဆုံးမိုး၍ငါရှိခိုးဤရဲ့လို့ငြိမ်အေသူတို့ရဲ့အထွတ်တမို့ဖြစ်တော်မူသောသုံးလောကထောထသဗ္ဗညုမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုနမောတတ္တသုံးကြိမ်အပြင်ရွတ်ဆိုရှိခိုးပူဇော်ကြတော်ပြီးတဲ့နောက်ထိုဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့ဟောကြားတော်မူခဲ့တဲ့သုတ်တန်ဒေသနာတော်ကိုခြေခံလို့ငြိမ်အေသူတို့ရဲ့ပြောစံရာဒီဟုသောဒီတရားတော်ကိုတရားနာကြားနေကြတဲ့ဆိုတဲ့ဒီတရားတော်တွေအားသာသနာဆွေတော်မျိုးတော်အပေါင်းတို့အားခန္ဓာဉာဏ်ရောက်အောင်ဟောပြောရမှာဖြစ်တဲ့အတွက်ကြောင့်ပုဂ္ဂိုလ်တ attva တို့ရဲ့ခန္ဓာဖြစ်စဉ်ကြီးကိုပါဠိမဲ့ဖယ်မြန်မာစကားတက်တဲ့ဖြင့်ကျေးဇူးပြုဟောကြားတော်မူခဲ့ပြန်တဲ့ကျေးဇူးတော်ရှင်မိုးကုတ်ဆရာတော်ဘုရားကြီးတို့ရဲ့ဉာဏ်တော်ကိုလည်းပူဇော်တဲ့အနေနဲ့ထိုဆရာတော်ဘုရားကြီးရေးစီတော်မူခဲ့တဲ့ပုဂ္ဂိုလ်တ attva တို့ရဲ့ခန္ဓာဖြစ်စဉ်ကိုပြတဲ့အဝိဇ္ဇာနှင့်တဏှာရင်ခံအစရှိသောလင်္ကာပိုင်လေရွတ်ဆိုပြီးတော့ပူဇော်လိုက်ကြရအောင်အဝိဇ္ဇာတဏှာအရင်ခံဥပါဒံကံကြောင့်ယုံနံဘောအဘေမမျိုးမျိုးမအဘေအမြဲမပြတ်ဆက်ကံကြောင့်နာယုံကြောင့်ကံအဘဗံဖြစ်ပြန်ဤပြေမသိကြသတိမြကထင်ရှားပြုပြဒီရင်ဖန်စေအကြောင်းရင်းကြောင့်လူနာမြတ်စွာတတဝါတို့ဖြစ်လာရမှုမဟုတ်ဟုဉာဏ်ဖြင့်ရှု၍မျောသာဒီလင်္ကာပိုက်ကလေးရဲ့ဆိုလိုရင်းကမိမိတို့တန်တာမှာကံမျက်လုံးရဲ့ဉာဏ်မျက်လုံးရဲ့လို့မျက်လုံးနှလုံးမရှိဘူးလားကံမျက်လုံးနဲ့ကြည့်ရင်တော့လူဘဝကိုတွေ့ရမှာပဲကံမျက်လုံးနဲ့ကြည့်ရင်ဘာကိုတွေ့ရမလဲကံမျက်လုံးနဲ့ကြည့်လို့မြင်တဲ့အရာကလူဘဝဉာဏ်မျက်လုံးနဲ့ကြည့်မှသာလျှင်မြင်နိုင်တာကလူခန္ဓာဉာဏ်မျက်လုံးနဲ့ကြည့်မှမြင်နိုင်တာကဒါဖြင့်ကိုယ်တန်တန်မှာကံမျက်လုံးဆိုတဲ့မျက်လုံးနှလုံးဖွင့်ကြည့်တော့လူပဲပုဂ္ဂိုလ်ပဲတတ္တဝါပဲမမြင်ရဘူးလားဒါဘာကိုမြင်ရတာလဲဆိုတော့လူဘဝဘာဘဝလဲဉာဏ်မျက်လုံးဖွင့်ကြည့်တော့အဲ့ဒီဘဝပေါ်မှာရှိနေတဲ့မြင်တယ်ကြားတယ်ဆိုတဲ့ယုံနာခန္ဓာတွေမမြင်ရဘူးလားမြင်ရမလားမျက်လုံးဘယ်နှလုံးလဲကံမျက်လုံးနဲ့ကံမျက်လုံးနဲ့ကြည့်ရင်ဘာကိုမြင်ရဉာဏ်မျက်လုံးနဲ့ကြည့်ရင်ဘာကိုမြင်ရဒါဖြင့်ကိုယ်ခန္ဓာကိုယ်ပေါ်ကိုပြန်ကြည့်တော့ဘဝရဲ့ခန္ဓာရဲ့ပစ္စည်းဥစ္စာရဲ့၃မျိုးဘဝရဲ့ပစ္စည်းဥစ္စာကိုလည်းဘာမျက်လုံးနဲ့ကြည့်ရင်မြင်မလဲဒါဖြင့်လူဘဝကလည်းကံမျက်လုံးနဲ့ကြည့်မှမြင်မယ်လူပစ္စည်းဥစ္စာကလည်းကံမျက်လုံးနဲ့ကြည့်မှမြင်မယ်လူပစ္စည်းဥစ္စာဆိုတဲ့အထက်မှာကိုယ်ခန္ဓာကိုယ်ပေါ်မှာရှိနေတဲ့ပစ္စည်းဥစ္စာယရနာစိန်ကြောက်တွေရဲ့အပြင်အိုးတွေအိမ်တွေတိုက်တွေဓာတ်တွေစသည်မပါဘူးလားအဲ့ဒါဘာမျက်လုံးနဲ့ကြည့်ရမှာဉာဏ်မျက်လုံးနဲ့ကြည့်ရင်လူခန္ဓာကိုမြင်မယ်အမြင်နှမျိုးပဲဒီနေ့ဒီတရားတော်မတွေကိုပြောမှငြိမ်းအေးသူတို့ရဲ့ပြောစံရာဘာတရားလဲဒါကိုခန္ဓာဖြစ်စဉ်ကိုပထမဆုံးအနေနဲ့ဗုဒ္ဓဟောကြားတော်မူတဲ့အတိုင်းလေးဘဝရဲ့ဖြစ်စဉ်ရဲ့ပစ္စည်းဥစ္စာရဲ့ဖြစ်စဉ်ရဲ့ကိုဗုဒ္ဓရှင်တော်မြတ်ဘုရားကမဟောဘူးဟောရလားဟောပါဘူး
ဘာဖြစ်စဉ်ကိုဗုဒ္ဓကဟောတာခန္ဓာဖြစ်စဉ်ကိုဗုဒ္ဓဟောတယ်ဘဝရဲ့ဖြစ်စဉ်ကိုတော့ပါတယ်လေအနမတည့်ကောအစမထင်ဘူးတဲ့အနမတည့်ကောမသိရတော့အစရှိတယ်ဘဝဖြစ်စဉ်ကိုမသိရတော့အစရှိတယ်ဆိုပြီးတော့ဘာဖြစ်လဲရှည်လွန်အားကြီးလို့ဒါတွေပြောနေအချိန်ကုန်တယ်ဆိုပြီးတော့ဗုဒ္ဓဟောရဲ့လားဘာဖြစ်စဉ်ကိုဟောမလဲအဲ့ဒီခန္ဓာဖြစ်စဉ်ကိုအဝိဇ္ဇာပစ္စယသင်္ခါရဆိုပြီးတော့ခန္ဓာဖြစ်စဉ်ကြီးဗုဒ္ဓမဟောဘူးလားအဲ့ဒီဗုဒ္ဓဟောကြားတော်မူတယ်ဆိုတဲ့ဒီခန္ဓာဖြစ်စဉ်ကြီးကိုပဲမိမိတို့တွေနားလည်ကြပါစေပုဂ္ဂိုလ်တ attva တွေသိရှိကြပါစေဆိုရည်ရွယ်ပြီးတော့ကျေးဇူးတော်ရှင်မိုးကုတ်ဆရာတော်ဘုရားကြီးတို့ကပါဠိမဖက်မြန်မာစကားတက်တက်နဲ့တဆင့်ခံပြန်ပြီးတော့မဟောဘူးလားဟောတဲ့အတွက်ကြောင့်ဒီခန္ဓာဖြစ်စဉ်ကြီးကိုမိမိတို့မသိရဘူးလားသိရလားကဲဆိုလိုက်စမ်းပါဘလို့အကြောင်းကျိုးစက်မလဲအဝိဇ္ဇာယင်ခံဥပါဒံကံကြောင့်နောက်တစ်ချက်ကတဏှာအရင်ခံဥပါဒံကံကြောင့်ယုတ်တံဘောပြန်ဆိုကြည့်ပါဦးအဝိဇ္ဇာယင်ခံဥပါဒံကံကြောင့်ယုတ်တံဘောတဏှာအရင်ခံဥပါဒံကံကြောင့်အဝိဇ္ဇာရင်ခံထားတဲ့ဥပါဒံကံတွေကြောင့်ယုတ်နေတာနေခံယုတ်နံဆိုတာတခြားလားခန္ဓာလားဒါဖြင့်ကိုယ်တန်တံမှာတွေ့နေရတဲ့ဒီခန္ဓာတွေဟာဘယ်လိုလုပ်ဖြစ်လာတာလဲဆိုရင်ပြောကြည့်စမ်းပါဘယ်လိုပြောမလဲအဝိဇ္ဇာရင်ခံဥပါကံကြောင့်ယုံနာဘောရှေ့ကိုတဏှာအရင်ခံရင်လည်းဘယ်လိုဖြစ်အောင်မလဲတဏှာအရင်ခံဥပါဒံကံကြောင့်ယုံနာဘောဒါတခြားလားခန္ဓာဖြစ်စဉ်လားခန္ဓာဖြစ်စဉ်ပါဗျာကိုရထားတာကဘဝရဲ့ခန္ဓာရဲ့ပစ္စည်းဥစ္စာဘဝရဲ့ခန္ဓာရဲ့ပစ္စည်းဥစ္စာရဲ့လို့ဒီ၃မျိုးရှိတဲ့အထက်မှာဒီခန္ဓာဖြစ်စဉ်ကိုသာဘုရားကပြောတာဘဝဖြစ်စဉ်နဲ့ပစ္စည်းဥစ္စာဖြစ်စဉ်ကိုဗုဒ္ဓမဟောဘူးနော်မဟောတာကမသိလို့မဟုတ်ဘူးပြောမဆုံးလို့မဟောတာအဲ့တော့ခန္ဓာဖြစ်စဉ်ကိုဟောလိုက်တော့အဲ့ဒီခန္ဓာဖြစ်ပေါ်လာပုံကရှေ့ချမ်းနဲ့နောက်ချမ်းနှစ်ချမ်းရှိတာ哦ရှေ့ချမ်းကအဝိဇ္ဇာကောင်းဆောင်နောက်ချမ်းကဘယ်သူကောင်းဆောင်မလဲတန်ရှေ့ချမ်းအဝိဇ္ဇာကောင်းဆောင်တဲ့ဖြစ်စဉ်လေးကိုဒီခန္ဓာဖြစ်ပေါ်လာပုံလေးကိုအကြောင်းကျိုးဆက်လိုက်စမ်းဘယ်လိုလဲအဝိဇ္ဇာယင်ခံဥပါဒံကံကြောင့်အဲ့ဒီယုံနာခန္ဓာလေးဟာရှေ့ကိုဆက်ဖြစ်အောင်မဲ့နောက်ကြောင်းလေးကိုပြောစမ်းပါဦးတဏှာအရင်ခံဥပါဒံကံကြောင့်ယုံနာဘောဘတုဖြစ်စဉ်လဲခန္ဓာဖြစ်စဉ်ကိုကြည့်လိုက်တော့အဝိဇ္ဇာယင်ခံဥပါဒံကံကအကြောင်းပေါ်လာတဲ့ယုံနေတာကအကျိုးအကြောင်းနဲ့အကျိုးပဲဘာနဲ့ပါလဲအကြောင်းနဲ့အကျိုးပါတခြားဖြစ်စဉ်လားခန္ဓာဖြစ်စဉ်လားဒါခန္ဓာဖြစ်စဉ်ကိုသိလိုက်ရပြီနော်အဲ့ဒီခန္ဓာဖြစ်လာတာအဝိဇ္ဇာယင်ခံဥပါဒံကံကြောင့်ဖြစ်လာတယ်ဆိုတော့ထားတော့ဒါဖြင့်ဘဝကဖြစ်စဉ်ကောင်မရှိဘူးလားလို့ပြောပြန်တဲ့အခါကျတော့ဘဝဖြစ်စဉ်လည်းမရှိဘူးလားရှိမှာပါပဲတဲ့ဘာလဲဆိုရင်အဲ့ဒီကံကြောင့်ပေါ်လာတဲ့ဒီယုံနဲ့နံဆိုတဲ့ဒီတရားတွေကိုပဲကံရဲ့စိတ်ရဲ့ဥဒုရဲ့အာဟာရရဲ့အကြောင်းတရားဘယ်နှပါလဲအဲ့ဒီ၄ပါးကပေါင်းစုပြုပြင်လိုက်တဲ့အခါမှာကလလရေကြီးလေးကနေစပြီးတော့ယုတ်တရားတွေရဲ့ပေါင်းစုကံစိတ်ဥဒုအာဟာရအကြောင်းတရားတွေကပြုပြင်ပေးတဲ့အတွက်ကြောင့်ဒီနေ့မြင်နေရတဲ့ဒီခန္ဓာကိုယ်မျိုးကြီးဖြစ်မလာဘူးလားအာဟာရဖြင့်ကြီးပွားလာတယ်တဲ့ဒီခန္ဓာကိုယ်ကြီးဖြစ်လာတာဒီနေ့မှန်နဲ့ကြည့်ရင်မမြင်ရဘူးလားမြင်ရလားအဲ့မြင်ရတဲ့ပုံသဏ္ဍာန်ကြီးကတခြားလားလူဘဝလားလူဘဝပါဗျာဒါဖြင့်ခန္ဓာပထမဆုံးဖြစ်တာကခန္ဓာအဲ့ဒီကိုကံစိတ်ဥဒုအာဟာရအကြောင်းတရားတွေပေါင်းစုပြုပြင်လိုက်တော့ဘာဖြစ်ပေါ်လာဘဝပေါ်လာအဲ့ဒီဘဝလေးဖြစ်လာလဲလားကောဒီဘဝရဲ့ပြည့်စုံဖို့ရန်အတွက်စားရေးတောက်ရေးနေရေးထိုင်ရေးဝိုးရေးစီးရေးတွေအတွက်ဆိုတဲ့အတွက်တွေကြောင့်ပစ္စည်းဥစ္စာတွေကောပေါ်မလာရဘူးလားဒါဖြင့်ဒီနေ့လူဘဝတစ်ခုလုံးမှာစရင်ချုပ်လိုက်ရင်ကိုပိုင်ဆိုင်တာကဘဝရဲ့ခန္ဓာရဲ့ပစ္စည်းဥစ္စာဘဝရဲ့ခန္ဓာရဲ့ပစ္စည်းဥစ္စာဒီခန္ဓာအိမ်ခန္ဓာဖြစ်လာဖို့ရခန္ဓာအိမ်ကြီးဖြစ်လာဖို့ရအတွက်ဘယ်သူကနေတိဆောက်ပြီးတော့ပေးနေရကံတရားအဝိဇ္ဇာရင်ခန္ဓာတဲ့ဥပါဒံကံတရားကဒီခန္ဓာအိမ်ကြီးတိဆောက်ပြီးတော့မပေးရဘူးလားဒါဖြင့်လူဘဝကြတော့ဘယ်သူကတိဆောက်ပေးကံပဲလေဘယ်သူလဲ
ကံစိတ်ဥဒုအာကံပါကံမပါဘူးလားပါနေတာပဲဒါဖြင့်မိမိတို့ပိုင်ဆိုင်တဲ့ပစ္စည်းဥစ္စာယတနာစိန်ကြောင့်အိုးတွေအိမ်တွေတိုက်တွေလဲဘသူတွေကနေတိဆောက်ပေးတာခန္ဓာကလည်းကံကြောင့်ဖြစ်တယ်ကံကြောင့်ဘဝကလည်းပစ္စည်းဥစ္စာကလည်းနေရာတကာမှာကံကြည့်တယ်ပါလေဟုတ်လားကံရဲ့လက်ရာတွေကြည့်တယ်ပဲဒါဖြင့်ကိုယ်တကူလုံးကိုဘဝခန္ဓာပစ္စည်းဥစ္စာတွေကြည့်လိုက်တော့ခန္ဓာကြတော့လေအဝိဇ္ဇာရင်ခန္ဓာတဲ့ဥပါဒံကံကပြုပြင်ပေးတာဘဝကြတော့လေကံစိတ်ကုသိုလ်အာဟာရအကြောင်းတရား၄ပါးကပြုပြင်ပေးတာကံကကောင်းဆောင်နောက်တဲ့ပစ္စည်းဥစ္စာကြည့်ပြန်တော့လေဘာလို့လဲကံအလုတ်လုံနေရတာလေဒီအလုတ်လွယ်လွယ်ကူကူလုပ်လို့ရတယ်လွယ်လွယ်ကူကူပြည့်ပြည့်စုံစုံဖြစ်တယ်အလုတ်ရတယ်မရဘူးချမ်းသာတယ်မချမ်းသာဘူးအလုတ်ဖြစ်တယ်မဖြစ်ဘူးဆိုတာဒီတခြားသဘောလားကံရဲ့သဘောပဲလားဘသူကြီးစိုးနေတာဒါကြောင့်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကကမ္မတက္ကမနဝကမ္မဒါယတာကမ္မယောနိကမ္မဗန္ဓုကမ္မပရိသတနာစရှိသည်ဖြင့်ကံသာလျင်အမိကံသာလျင်အဖရဲ့လို့မဟောဘူးလားဟောလားကံသာလျင်ကိုယ်ပိုင်ဥစ္စာပဲတဲ့တတ္တဝါတွေမှာဘသူလဲဥစ္စာကံသာလျင်ကိုယ်တိုင်ဥစ္စာကံအမိကံအဖရဲ့အမွေကိုသာလျင်တတ္တဝါတွေခံယူရမယ်လို့ဘုရားမဟောဘူးလားကမ္မုနာဝတ္တတိလောကောကမ္မုနာဝတ္တတေပဇာကမ္မုနာဝတ္တတိလောကောကမ္မုနာဝတ္တတေပဇာကမ္မနိဗ္ဗာန်နာတတ္တရထသနိဝယာယတောကံပြုပြင်ပေးတာလေတတ္တဝါတွေကမ္မုနာဝတ္တတိလောကောယုံနံလောကလို့ခေါ်တဲ့သင်္ခါရလောကတတ္တဝါတွေလို့ခေါ်တဲ့တတ္တလောကဩကာသလောကလို့ခေါ်တဲ့ပစ္စည်းဥစ္စာယတနာအိုးအိမ်တိုက်တာဟူသမျှတွေဟာကမ္မုနာကံကြောင့်ဝတ္တတိဖြစ်ပေါ်၍လာရ၏ဘသူကြောင့်ဖြစ်လာခန္ဓာလည်းဘသူကြောင့်ဖြစ်လာမိမိတို့ဘဝလည်းဘသူကြောင့်ဖြစ်ပစ္စည်းဥစ္စာတွေလည်းဘသူကြောင့်ဖြစ်ကံက2မျိုးပဲကံကဟိုးလွန်လေပြီးသောအတိတ်ကာလတွေတုန်းကပြုခဲ့တဲ့ကံတွေကမရှိဘူးလားရှိပါတယ်ဗျာကံဆိုတာမြန်မာလိုပြောရင်ပါလေအလုတ်ပါလေအလုတ်ပြီးအလုတ်လုံနေစဉ်ချိန်ခါတုန်းကတော့အလုတ်ပဲကိုယ်နေထမင်းစားနေတယ်ဆိုရင်ထမင်းစားနေတယ်လို့မပြောရဘူးလားစားပြီးသွားပြီဆိုရင်ထမင်းစားနေတယ်လို့ပြောလို့ရအောင်မလားထမင်းစားနေတယ်ဆိုတာဒီပစ္စုပန်စားပြီးသွားပြီဆိုရင်အတိတ်ဒါဖြင့်ပစ္စုပန်ကာလလေးမှာသူဘာလုပ်နေလဲထမင်းစားနေတယ်လို့ပြောရတာဖြစ်ကြောင်းလုပ်နေတဲ့အလုပ်တွေတခြားလားကံလားထမင်းစားပြီးသွားပြီဆိုလို့ရှိရင်သူ့ကိုဘယ်လိုပြောမလဲအဲ့ဒီကံကိုသင်္ခါရဘာလို့ပြောမလဲဒါမဲ့ထမင်းရဲ့အာဟာရဓာတ်ကခန္ဓာကိုယ်ထဲမှာရှိနေသေးတယ်ဒီထမင်းစားလိုက်တဲ့အရှိန်ကုန်မကုန်သေးတဲ့အတွက်ကြောင့်အဲ့ဒီအလုံးမျိုးကြတော့သင်္ခါရဒီနေ့မိမိတို့လူဘဝကိုရောက်မလာဘူးလားရောက်လာတဲ့အတွက်ကြောင့်မိမိတို့ဒီမှာလူဘဝကိုရောက်အောင်ပြုတ်ပေးတာဒီတခြားလားကံလားအဲ့ဒီကံမျိုးကိုဇနကကံဘာကံလဲဘယ်တုန်းကကံလဲအတိတ်တုန်းကဒီနေ့ခုနေ့ဘုရားရှိသွားပြီးတော့လူဘဝကြီးမှာလူဖြစ်ရပါလို့ဤလို့သွားဆုမတောင်းဘူးလားခုဖြစ်ချင်တာနော်ခုလူဖြစ်ရပါလို့ဤနောက်ဖြစ်လျာဘဝတိုင်းဖြစ်လူချမ်းသာကြီးဖြစ်ရပါလို့ဤဆိုတော့ဆုတောင်းရုံဖြစ်သေးတယ်ဖြစ်ပလားဒါဖြင့်ဆုတောင်းနေတာကကံဆုတောင်းနေတာကအဲ့ဒီကံကဘယ်ချိန်ကျမှထပြီးဒီချိန်ကျမှလူလားဖြစ်တယ်ဆိုတော်တော်ကြီးကြာမှလူလားမဖြစ်ဘူးလားဟောဒါလည်းတခြားကြောင့်လားကံကြောင့်လားဒါဖြင့်ဟိုကဆုတောင်းစဉ်အခါတုန်းကဒီကံကပစ္စုပန်ကံတော်တော်ကြီးကြာမှထအကျိုးပေးရင်သင်္ခါရတော်တော်ကြီးကြာမှထအကျိုးပေးရင်ကံက2မျိုးဒီနေ့လူဘဝရောက်လာတာဒီကံကြောင့်အဲ့ဒီကံဒီလူဘဝရကြောင့်အလုပ်လုပ်ခဲ့တာဒီတခြားလားကံလားလူဘဝရောက်လာအောင်ပြစ်ချပေးတာကောသင်္ခါရကံ2မျိုးနော်ကံ2မျိုးအဲ့ဒီကံ2မျိုးနဲ့လွတ်တဲ့ချိန်ခါရဲ့လို့ရှိရဲ့လားဟောခန္ဓာကိုယ်ကြီးကလည်းဘယ်သူတိဆောက်ပေးမိမိတို့ပုဂ္ဂိုလ်တ attva ဆိုတဲ့ဒီခန္ဓာအိမ်ကြီးကိုလည်းဘယ်သူတိဆောက်ပေးမိမိတို့နေစရာဖြစ်တဲ့အိုးအိမ်တိုက်တာတွေလည်းဘယ်သူတိဆောက်ပေးကံလေးကြီးတယ်ပဲကံပိုင်ပစ္စည်းတွေဘာပိုင်ပစ္စည်းတွေလဲအေးအဲ့ဒါကိုခန္ဓာပေါ်ကိုပြန်ညာစိုက်ကြည့်လိုက်ရင်ခန္ဓာကိုယ်ပေါ်မှာတွေ့ရတဲ့ဗာလဲအရာ3ခုတွေ့ရတဲ့အရာဘယ်နှခုလဲဒါဒီ3ခုရှိပါတယ်ဆိုတာမသိကြဘူးလားအဲ့ဒီ3ခုကိုလည်းဘယ်သူကပြုပြင်ပေးနေတာလဲဆိုတော့
ကံသူ့လက်အောက်ကလွတ်ထပါရဲ့လားအေးအဲ့ဒါကြောင့်မလို့ဘဝခန္ဓာဥစ္စာဂုံသိဘဝခန္ဓာဥစ္စာဂုံသိမျက်စိစိမ်ကဝရိန်တကြဖန်ဆင်းထားသည်လာလာမဟုတ်စွမ်းအားထုတ်၍အဟုတ်ဉာဏ်မြင်သစ္စာထင်အောင်တွင်တွင်အားထုတ်ကိုအလိုကိုကြိုးကိုအသိမမေ့ရဖဲအသစ်တခါမဆောက်ရသည်လေးပြမဲ့ညာအာယုံမှန်းသည့်နိဗ္ဗာန်ရွှေနှံအရောက်လှမ်းစံမြန်ကြရပါစေသောရှေးလူကြီးသူပါလေကံရဲ့လက်ရာခန္ဓာကိုယ်လည်းယုံနာခန္ဓာကိုယ်လည်းဘသူတိဆောက်ဝေးတာပုဂ္ဂိုလ်တ attva ဆိုတဲ့ဘဝတစ်ခုကိုလည်းဘသူတိဆောက်ဝေးတာမိမိတို့နေစရာဖြစ်တဲ့အိုးအိမ်တိုက်တာကြီးလည်းဘသူတိဆောက်ဝေးတာဒီဘဝဒီခန္ဓာမှာခန္ဓာအိမ်ကြီးတိဆောက်ပေးပြီးသွားပြီပြီးရောလားဆိုတော့လေမပြီးသေးဘူးဒီအိမ်ကြီးအိုးရင်နောက်အိမ်အသစ်တစ်လုံးထပ်ဆောက်ရအောင်မယ်လေအိမ်ကြီးအိုးရင်နောက်အသစ်တစ်လုံးဒီခန္ဓာအိမ်ကြီးဟာပျက်စီးတော့ပျက်စီးသွားပြီဆိုရင်နောက်အသစ်တစ်လုံးထပ်ပြီးတော့ဘယ်သူကဆောက်ပေးလဲဒါကြောင့်မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးတို့ကြတော့အနေကဇာတိတန်တာတံတန်တဝိတံအနေပိတံဥဒ္ဒစကားကျွေးရင်လေကဟကာဒကဒိဋ္ဌောတိပုဏ္ဏကေဟန္နကာဟေတိငါခန္ဓာအိမ်ကိုဆောက်ပေးနေတဲ့လက်သမားမင်းကိုငါမြင်ပြီးမင်းတရက်ခံမယ်လို့တဏှာကိုလေတဏှာယောက်ျားလက်သမားကိုမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးတို့ခန္ဓာအိမ်ကြီးတွေကိုတိဆောက်ပေးနေတဲ့တဏှာယောက်ျားလက်သမားကိုမမြင်ဘူးလားမြင်ရလားနောက်ထပ်တပံဒီခန္ဓာအိမ်မျိုးမင်းမဆောက်ရတော့ဘူးတဲ့မဆောက်ရတော့ဘူးတဲ့တဏှာယောက်ျားလက်သမားကိုအသေးသက်ပလိုက်တယ်လေပဲပြက်လိုက်တဲ့အတွက်ကြောင့်ခန္ဓာအိမ်မျိုးဆောက်ရသေးလားအေးမဆောက်ရသေးတယ်ဆိုရယ်လေးပြမညံအာယုံမှန်သည့်နိဗ္ဗာန်ရွှေနှံအရောက်နိဗ္ဗာန်ရွှေနှံအရောက်လှမ်းစံမြန်ကြရပါစေသောအဲ့ဒီတဏှာယောက်ျားလက်သမားဒီဟုသောဒီတဏှာလက်သမားကိုပယ်သတ်လိုက်တဲ့အတွက်ကြောင့်ဗုဒ္ဓရှင်တော်မြတ်ဘုရားတို့ရဲ့ခန္ဓာအိမ်ကိုသူဆောက်ပေးသေးလားဆောက်ပေးမဲ့လက်သမားရှိသေးလားဒါပေမဲ့ခန္ဓာအိမ်လည်းပိန်သွားဘဝဒီဟုသောဒီခန္ဓာအိမ်ကြီးကိုလည်းတိဆောက်ပေးလို့ရသေးလားဘဝအိမ်လည်းသိမ့်သွားဘဝအိမ်လည်းဒါဖြင့်ဩကာသလောကလို့ခေါ်တော့မိမိတို့5-6နှစ်ကအိုဓာနဲ့ထပ်ဆောက်ရတဲ့အိုတွေအိမ်တွေတိုက်တွေဓာတွေမရှိဘူးလားရှိလားအေးအဲ့လက်သမားကိုပယ်သတ်ပလိုက်တာနဲ့တပြိုင်တည်းတိဆောက်เสียလိုသေးလားဒီနေ့ဗုဒ္ဓရှင်တော်မြတ်ဖျားတို့ဗမာစံပြောပြီးတော့နေတယ်လဲဆိုတော့နိဗ္ဗာန်ဗမာလဲနိဗ္ဗာန်ဆိုတာကတခြားနေရာလားငြိမ့်ပြီးတော့အေးတဲ့နေရာလားဘာတွေငြိမ့်ပြီးအေးတာဒုက္ခတွေမလုံနဲ့ဘဝရဲ့ခန္ဓာရဲ့ပစ္စည်းဥစ္စာဘဝအတွက်နဲ့ပတ်သက်ရလို့အိုမှုနာမှုသေမှုကွဲမှုမွဲမှုမရှိဘူးလားအိုမှုနာမှုသေမှုကွဲမှုမွဲမှုကနေပြီးဘာဖြစ်သွားတာလဲမရှိတော့တဲ့အတွက်ကြောင့်အိုမှုနာမှုသေမှုကွဲမှုမွဲမှုခြုံငိမ့်သွားတဲ့အတွက်ကြောင့်သူတို့ကြောင့်ဖြစ်ရတဲ့သောကပရိဒေဝဒုက္ခဒေါမနတဆိုတဲ့အပုဒ္ဒအလောင်းတတ်တွေကငြိမ့်ပြီးတော့မအေးဘူးလားငြိမ့်ပြီးတော့အပုဒ္ဒအလောင်းတတ်တွေငြိမ့်ပြီးတော့အေးတာဘဝနဲ့ပတ်သက်လို့ဖြစ်ပေါ်ရတဲ့အပုဒ္ဒအလောင်းတတ်တွေခန္ဓာနဲ့ပတ်သက်လို့ဖြစ်ပေါ်ရတဲ့အပုဒ္ဒအလောင်းတတ်တွေငြိမ့်ပြီးတော့မအေးဘူးလားထိုနည်းအတူပဲကိုယ်တန်တန်မှာရှိနေတဲ့ဘာတွေလဲပစ္စည်းဥစ္စာတွေနဲ့ပတ်သက်ပြီးတော့ဖြစ်ပေါ်လာရတဲ့အပုဒ္ဒအလောင်းတတ်တွေမရှိဘူးလားရှိပါတယ်နံပါတ်1ဘာနဲ့ပတ်သက်တဲ့အပုဒ္ဒအလောင်းတတ်ခန္ဓာမကြားဘူးလားအဲ့ဒီကြားတာဒီကြားစံဘာတန်လဲငါအကြောင်းမကောင်းပြောတာငါအကြောင်းပါလဲဘယ်ရလာတာလဲအဲ့ဒါနာကခန္ဓာလေးအဲ့ဒီခန္ဓာကြားလိုက်တဲ့ကြားခန္ဓာလေးကြောင့်ဖြစ်လိုက်ရတဲ့လောဘတွေဒေါသတွေမရှိဘူးလားရှိလားရှိပါတယ်အဲ့ဒီဒေါသတွေကြောင့်စိတ်မချမ်းမမြေ့ဖြစ်ရတဲ့ဒေါသတွေကပါမလာဘူးလားပါပါတယ်ဘောကပရိဒေဝတွေကပါမလာဘူးလားအဲ့ဒါတခြားတွေလားအပုဒ္ဒအလောင်းတတ်တွေလားအဲ့ဒီအပုဒ္ဒအလောင်းတတ်ဘယ်ရလာတာခန္ဓာကကြားတာခန္ဓာမမြင်ကျင်တဲ့သူကိုဒီမျက်လုံးကမမြင်ဘူးလားမြင်လိုက်တာနဲ့ဘာဖြစ်သွားလဲဒေါသဖြစ်သွားတယ်အဲ့ဒီဒေါသကြောင့်နောက်ကသောကတွေလိုက်မလာဘူးလားဒီအဲ့သောကတွေဒီတခြားလာတာလားခန္ဓာကလာတာကဲလူဘဝစားရည်တောက်ရည်နေရည်ထိုင်ရည်ဝူရည်စီးရည်နေ့တိုင်းပြည့်စုံအောင်လုပ်မပေးရဘူးလားဒါမဲ့ဒီခန္ဓာကိုယ်ကြီးရရလားတနေ့တဲ့တနေ့အိုးလာတယ်နားလာတယ်သေတော့မယ်ဒီချိန်ထိအောင်ကတ်မယ်သေချင်းထိအောင်ရောက်မလာဘူးလားအိုးလာလို့အနာယောဂါကြီးဟေ့
ကင်ဆာယောဂကြီးဆိုလဲဆိုဟာလှန့်သွားပြီတောကတွေလာပြီးအိပ်ပျော်သေးလားမသိခင်တော့ကတော့တော်သေးရဲ့ဒီယောဂကြီးနာမည်လဲတက်လိုက်ကောပုံကြသွားကင်ဆာလို့သိတဲ့အချိန်မှာသေတာပဲတောကဖြစ်မသွားဘူးလားတခြားကြောင့်ဒီအိုခြင်းနာခြင်းသေခြင်းဒီတခြားလာလားဘဝကလာဒီဘဝနဲ့ပတ်သက်ရင်လေခုနကတောကပရိဒေဝဆိုတဲ့အပူဓာတ်အလောင်းဓာတ်တွေမလာဘူးလားခန္ဓာနဲ့ပတ်သက်လို့လေဘဝနဲ့ပတ်သက်ပြီးတော့လေကဲပစ္စည်းဥစ္စာနဲ့ပတ်သက်ပြီးတော့လေပစ္စည်းဥစ္စာဟူသည်ရလာရင်တော့ကုန်ရမယ်ရလာရင်တော့ဆုံးရမယ်ရလာရင်တော့ရှုံးရမယ်ရလာရင်တော့ပျက်စီးရမယ်ရခြင်းရလာရင်ကုန်မယ်ဆုံးမယ်ရှုံးမယ်ပျက်စီးမယ်ကြောင့်နောက်ကဘာတွေလာမလဲတောကပရိဒေဝဒုက္ခဒေါမနတာဥပါယတာအဲ့ဒါတခြားတွေလားအပူဓာတ်အလောင်းဓာတ်တွေလားအဲ့ဒီအပူဓာတ်အလောင်းဓာတ်တွေကိုဘယ်ကလာတာလဲပစ္စည်းဥစ္စာကဘယ်ကလာလဲပစ္စည်းဥစ္စာကလာတာဒါဖြစ်ရင်မိမိတို့ရထားတာကဘယ်နှမျိုးလဲ3မျိုးဘဝရဲ့ပစ္စည်းဥစ္စာဘယ်နှမျိုးရှိလဲအဲ့တော့ဘဝကလည်းတခြားတွေကိုပေးတာလားအပူဓာတ်လောင်ဓာတ်တွေပေးတာလားဘယ်ကနေလာတာအိုနာသေးမွဲကွယ်အိုမှုနာမှုသေမှုကွဲမှုမွဲမှုကြောင့်ဘာတွေဖြစ်လာလဲတောကပရိဒေဝစတဲ့အပူဓာတ်အလောင်းဓာတ်တွေမပေးဘူးလားဒီခန္ဓာကလည်းမျက်စိကမြင်လိုက်တဲ့နားကကြားလိုက်တာနဲ့တပြိုင်နက်လောဘဒေါသတွေပေါ်လာပြီးတော့နောက်ကတောကပရိဒေဝတွေမလာဘူးလားဒီပစ္စည်းဥစ္စာဟူသမျှတွေကလည်းသူတို့ကြောင့်ပဲရရင်ကုန်မယ်ဆုံးမယ်ရှုံးမယ်ပျက်စီးမယ်ဆိုတဲ့အတွက်ကြောင့်ဖြစ်ပေါ်လာတဲ့တောကပရိဒေဝတွေမလာဘူးလားဒါဖြင့်ဘဝကလည်းဘာတွေပေးအပူဓာတ်ခန္ဓာကလည်းဘာတွေပေးပစ္စည်းဥစ္စာကလည်းဘာတွေကိုပေးကိုရထတာကလည်းဘယ်နှမျိုးအဲ့ဒီ3မျိုးကလည်းအကောင်းပါရဲ့လားဟောဒါဖြင့်ဘဝဒီဘဝကလည်းတောကပရိဒေဝအပူဓာတ်အလောင်းဓာတ်တွေပေးဒီခန္ဓာကလည်းအပူဓာတ်အလောင်းဓာတ်တွေပေးဒီပစ္စည်းဥစ္စာကလည်းအပူဓာတ်အလောင်းဓာတ်တွေပေးဒီဘဝခြုံငိမ့်သွားပြန်ပြီဆိုနောက်ဘဝတစ်ခုကိုထပ်ပြီးတော့တဏှာယောက်ျားလက်သမားကထပ်ဆောက်ပေးလိုက်ပြန်ကံဆိုတဲ့လက်သမားကဆောက်မပေးလိုက်ဘူးလားခန္ဓာအသစ်ဘဝအသစ်ပစ္စည်းဥစ္စာအသစ်ရမသွားဘူးလားဘဝအသစ်ခန္ဓာအသစ်ပစ္စည်းဥစ္စာငြိမ့်မလားနောက်ထပ်ဘဝတစ်ခုအသစ်ရတယ်ခန္ဓာတစ်ခုအသစ်ရတယ်ပစ္စည်းဥစ္စာတွေအသစ်ထပ်ပြီးတော့ရပါတယ်လို့ဆိုတော့ကောင်းတယ်လို့တော့မဆိုရဘူးလားဆိုရပါတယ်ဒါပေမဲ့ကြည့်လိုက်ပြန်တော့ဘဝကလည်းတခြားတွေထပ်ပေးဦးမှာလားအပူဓာတ်လောင်ဓာတ်တွေပဲလားခန္ဓာကလည်းဘာတွေထပ်ပေးဦးပစ္စည်းဥစ္စာကလည်းဘာတွေထပ်ပေးဦးကဲပေးရင်နဲ့ဗျအပူဓာတ်အလောင်းဓာတ်တွေပြီးတော့အိုခြင်းနာခြင်းသေခြင်းတရားနဲ့ဘဝတဏီကုန်မချုပ်ရဘူးလားချုပ်ရပြီးပလားနောက်ထပ်တစ်ဖန်ဘဝအသစ်ခန္ဓာအသစ်ပစ္စည်းဥစ္စာအသစ်ထပ်ပြီးတိဆောက်မပေးဘူးလားဘသူကလဲကံကလက်သမားကံကတဏှာကမန်နေဂျာကံကလက်သမားတဏှာကသူတို့နှစ်ယောက်ပေါင်းပြီးတော့ဘဝအသစ်ခန္ဓာအသစ်ပစ္စည်းဥစ္စာအသစ်ထပ်ဆောက်မပေးဘူးလားဘယ်တော့ဆုံးဩဒါဖြင့်မဆုံးသေးသေးဒီပါလဲဩနောက်ဆုံးကြည့်လိုက်စမ်းမငြိမ်းအေးသေးဘူးမဆုံးသေးရင်ဘဝအသစ်ခန္ဓာအသစ်ပစ္စည်းဥစ္စာအသစ်ကိုတဏှာယောက်ျားလက်သမားနဲ့ကံတရားကပေါင်းပြီးတော့တိဆောက်ပေးလိုက်ဦးမယ်ဆိုရင်ဘယ်တော့မှမငြိမ်းအေးဘူးငြိမ်းအေးပါမလားအဲ့ဒီအပူဓာတ်အလောင်းဓာတ်တွေကငြိမ်းနေဆိုတဲ့နေရာသည်ဘယ်နေရာလဲမေးတော့ဘုရားအစရှိသောအရိယာသူတော်ကောင်းတွေရဲ့စံပြောရာနေရာဘုရားအစရှိသောအရိယာသူတော်ကောင်းတွေရဲ့စံပြောရာနေရာပါဗျာအဲ့ဒါကြောင့်မို့လို့ဒီနေ့ဒီတရားဓမ္မတွေကိုငြိမ်းအေးသူတို့ဤပျော်စံရာငြိမ်းအေးသူတို့ရဲ့ပျော်စံရာဘယ်နေရာလဲဘယ်မှာလဲများတော့အရောက်ပို့ပေးမလို့နှစ်သိမ့်လေအဲ့ဒီငင်းအေးသူတို့ရဲ့ပျော်စံရာကိုအရောက်ပို့ပေးမလို့ဟုတ်မလားအဲ့ဒီငင်းအေးသူတို့ရဲ့ငင်းအေးမှုမရတဲ့ပူပန်မှုသဘောတွေဒီဘမှရှိနေတာဘဝမှာခန္ဓာမှာပစ္စည်းဥစ္စာ
ဒါဖြင့်ဘဝရှိနေသမျှခန္ဓာရှိနေသမျှပစ္စည်းရှိနေသမျှဘယ်တော့မှမငြိမ်းအေးဘူးလို့သဘောပေါက်တာဘဝရှိနေသမျှငြိမ်းအေးမလားခန္ဓာရှိနေသမျှမငြိမ်းအေးဘူးပစ္စည်းဥစ္စာတွေရှိနေသမျှမရှိလို့တော့ဖြစ်မလားဘဝတစ်ခုခန္ဓာတစ်ခုယက်တီလို့မရဘူးပစ္စည်းဥစ္စာမှမရှိရင်လေယက်တီလို့ရပါမလားယက်တီလို့ရဖို့ရန်အတွက်ဘဝလည်းလိုတယ်ခန္ဓာလည်းလိုတယ်ပစ္စည်းဥစ္စာလည်းလိုအပ်ပါတယ်လိုအပ်တယ်ဒါပေမဲ့ဘာကအရေးကြီးတယ်ငြိမ်းအေးသူတို့ရဲ့စံအိမ်ပေါ်ကိုရောက်နေဖို့ကအရေးကြီးတယ်ဘဝရှိပြီးတော့ခန္ဓာရှိပြီးတော့ပစ္စည်းဥစ္စာတွေရှိပြီးတော့ငြိမ်းအေးသူတို့ရဲ့စံအိမ်မှာစံကြောနေဖို့ရန်အတွက်အရေးမကြီးဘူးလားကြီးလားဟောဘဝချုပ်ခန္ဓာချုပ်ပစ္စည်းဥစ္စာချုပ်ပြီးတော့ငြိမ်းအေးသူတို့ရဲ့စံပြောရမှာစံနေတော်မူကြတာကဖယားအစရှိသောအရိယာသူတော်ကောင်းသူ့ကိုအနုပါတိဒေသနိဗ္ဗာန်လို့ခေါ်မယ်။ဘာနိဗ္ဗာန်လို့ခေါ်မလဲ။ဖယားအစရှိသောအရိယာသူတော်ကောင်းတွေဒီနေ့စံမြတ်ပြီးတော့နေသလားမနေဘူးလား။နေပါပါဘုရား။ကျေတတ်ဖြင့်ဝိတာခါတို့အနာတပိန်တထေးကြီးတို့မရှိဘူးလား။ရှိပါပါဘုရား။ကဲသူတို့စံနေတာသူတို့လည်းသောတာပန်ကြီးတွေမဖြစ်ဘူးလားဖြစ်လား။နိဗ္ဗာန်ကိုပထမတစ်ကြိမ်မျက်မှောက်ပြုထားပြီးပြီနော်နိဗ္ဗာန်ကိုမျက်မှောက်ပြုထားပြီးတော့သူတို့တွေဟာငြိမ်းအေးသူတို့ရဲ့ပျော်စံရာစံအိမ်ကိုသူတို့ဘာဖြစ်နေလဲရောက်နေပြီနော်အဲ့ဒါဘာနိဗ္ဗာန်လဲသာဥပါတိသေးတာနိဗ္ဗာန်သူရောက်ဖို့ပြီနော်ငြိမ်းအေးသောတပတ္တိမဉ္ဇဉ်ကိုရတာနဲ့တပြိုင်တည်းငြိမ်းအေးသူတို့ရဲ့ပျော်စံရာစံရိပ်ငြိမ်ဖြစ်တဲ့နိဗ္ဗာန်ကိုသူတို့ရောက်ဖို့သလားမရောက်ဘူးလားသောတပတ္တိမဉ္ဇဉ်ကိုရတဲ့ချိန်ရောက်ဖို့ပြီနော်အဲ့ဒီစံပြောရာနိဗ္ဗာန်ဒီဘာနိဗ္ဗာန်လဲသဥပါတိသေသနိဗ္ဗာန်ဖယားအစရှိသောအရိယာသူတော်ကောင်းတွေဒီနေ့စံမြတ်နေတဲ့နိဗ္ဗာန်ကအနုပါတိသေသဒါဖြင့်အနှစ်ချုပ်ရင်တော့ဖယားအစရှိသောအရိယာသူတော်ကောင်းတွေစံမြတ်နေတဲ့အနုပါတိသေသနိဗ္ဗာန်ကိုရောက်ဖို့ရန်ကအဓိကဘုရားအစရှိသောအရိယာသူတော်ကောင်းတွေစံမြန်းနေတဲ့ငြိမ်းအေးနိဗ္ဗာန်လို့ခေါ်တဲ့နေရာသည်ငြိမ်းအေးသူတို့ရဲ့ဘာဖြစ်လဲပျော်စံရာမှာအဓိကအဲ့ဒီနေရာရောက်ဖို့ကနောက်ဆုံးပန်းတိုင်နောက်ဆုံးပန်းတိုင်နော်ဒီနောက်ဆုံးပန်းတိုင်ကိုမရောက်ခင်ဝိတာခါတို့အနာတပိန်တို့စံပြောနေတယ်ဆိုတဲ့နိဗ္ဗာန်ဟာသဥပါတိသေသနိဗ္ဗာန်လို့ဒီလိုပြောထားပြီနော်အဲ့ဒီသဥပါတိသေသနိဗ္ဗာန်သည်နောက်ဆုံးပန်းတိုင်ကိုမရောက်ခင်မှာခရီးတစ်ထောင်နားဖို့ရန်အတွက်ငြိမ်းအေးသူတို့ရဲ့ပျော်စံရပဲလို့ဒီလိုသဘောပေါက်ထားဒီနေ့မိမိတို့အတွက်ဒီစင်ကာပူနိုင်ငံမှာလာရောက်ပြီးတော့လောက်ကင်ဆောင်ွက်မိမိတို့ဘဝခန္ဓာပစ္စည်းဥစ္စာရဖို့ရန်အတွက်ကြီးပွားဖို့ရန်အတွက်ရှားပွေစုဆောင်းနေတဲ့ချိန်ခါမှာမိမိတို့ဒီနေ့အောက်ထစ်ဆုံးရထားမဲ့နိဗ္ဗာန်ဒီဘယ်လိုနိဗ္ဗာန်လဲသဥပါတိသေသနိဗ္ဗာန်သဥပါတိသေသနိဗ္ဗာန်လို့ပြောလိုက်ရင်ကြောက်သွားတယ်မလိုချင်တော့ဘူးလိုချင်သေးလားအလုပ်လုပ်ရမှာတရားအထုတ်ရမှာလေမအားဘူးခုနှစ်ရက်လုံးလို့ရှိတာမှာစနေနေ့တောင်နေ့ဝက်ပါသေးတယ်တနင်္ဂနွေနေ့လေးတနေ့အဲ့တနင်္ဂနွေလေးတနေ့ကလည်းကိုယ့်ရဲ့အိမ်အလုပ်ကလေးကလည်းရှိသေးအပေါင်းအသင်းအလုပ်ကလေးကလည်းရှိသေးဟုတ်လားဒါကြောင့်မလို့တရားအလုပ်ကလေးအားထုတ်ဖို့ရန်သိလွယ်ပါမလားမလွယ်သမျှမငြိမ်းအေးဘူးသာမှတ်ထားပါခုဘုန်းကြီးကပြောနေတာပဲနိဗ္ဗာန်နှစ်မျိုးဖယားစရှိသောအရိယာသူတော်ကောင်းတွေစံမြန်းရန်ဖြစ်တဲ့နိဗ္ဗာန်ကတစ်မျိုးဝိသခါတို့အနာတပိန်တို့စံမြန်းတဲ့နိဗ္ဗာန်ကတစ်မျိုးမိမိတို့ဒီနေ့ရရမှာကဝိသခါတို့အနာတပိန်တို့စံမြန်းနေသောနိဗ္ဗာန်မျိုးမိမိတို့တိုင်းလူဘဝနဲ့ရမှာနော်အဲ့ဒီနောက်နိဗ္ဗာန်ကဘုရားစရှိသောအရိယာသူတော်ကောင်းတွေစံမြန်းရနိဗ္ဗာန်ကသူကအထွတ်ဆုံးအမြတ်ဆုံးပေါ့နောက်ဆုံးပေါ့အဲ့တော့ရှေးကမိမိတို့ရတဲ့ရှေးဆုံးရမှာကဝိတာခါတို့အနာတပိန်တို့စံမြန်းနေတဲ့သဥပါတိသေသနိဗ္ဗာန်ကိုစံပြောနိုင်ပြီဆိုရင်ပဲငြိမ်းအေးသူတို့ရဲ့ပျော်စံရာမိမိတို့ရောက်ပြီလို့မဆိုရဘူးလားငြိမ်းအေးသူတို့ရဲ့ပျော်စံရာကိုရောက်ပြီဆိုမှဒီဘဝရဲ့ဒီခန္ဓာရဲ့ဒီပစ္စည်းဥစ္စာရဲ့အကျွင့်အကြံမရှိဘူးလားရှိလားရှိပါတယ်ဝိတာခါမှာလည်းပစ္စည်းဥစ္စာရှိတယ်လေပစ္စည်းဥစ္စာလည်းရှိတယ်အနာတပိန်တထေးကြီးမှာလည်းပစ္စည်းဥစ္စာတွေမရှိဘူးလားရှိပါတယ်ဘဝခန္ဓာပစ္စည်းဥစ္စာတွေနဲ့ပျော်စံရိပ်ငြိမ်းနေနိုင်တယ်ဆိုတဲ့ငြိမ်းအေးမှုကတစ်ချက်ငြိမ်းအေးမှုသည်မိမိတို့အတွက်အလိုရှိအပ်သောငြိမ်းအေးမှုနောက်နိဗ္ဗာန်ကြီးကိုမခေါ်ဘူးနော်
နောက်နိဗ္ဗာန်ကြီးဘုရားစကြည်တော်အရိယတော်ကောင်းနဲ့စံမြတ်တဲ့နိဗ္ဗာန်ဟုတ်ရဲ့လားဒါမိမိတို့ဒီအသက်ထင်ရှားရှိနေတော့မှတွေ့ရမယ့်နိဗ္ဗာန်ကဘဝဤငြိမ်းအေးမှုခန္ဓာဤငြိမ်းအေးမှုပစ္စည်းဥစ္စာနဲ့ပတ်သက်တဲ့ငြိမ်းအေးအဲ့ဒီငြိမ်းအေးမှုသဘောလေးကိုရအောင်ဒီနေ့တရားပြောနေတာငြိမ်းအေးသူတို့ဤပြောစမ်းရဘယ်နေရာလဲလို့မေးရင်တော့ဒီမှာကြောက်ရှာရမယ်လေဘယ်နေရာမှာလဲအဲ့ဒီနေရာလေးမသွားခြင်းဘူးလားဘာမှရှိလဲစင်တိုစာမှာလားဘယ်နေရာမှာရှိလဲမေးတော့ဒီဘဝထဲမှာရှာဘဝကြီးကျွရှာနေသမျှတော့အပူဓာတ်အလောင်းဓာတ်တွေကြည်လာမှာပဲငြိမ်းအေးသူတို့ရဲ့စံအိမ်ကြီးတော့ဘယ်နည်းမှမဖြစ်နိုင်ဘူးဘဝဖြစ်နိုင်မှာမလားဒီခန္ဓာကောဖြစ်နိုင်မလားဒီပစ္စည်းဥစ္စာတွေကောသူတို့ကြောင့်အပူဓာတ်အလောင်းဓာတ်တွေလာနေတယ်ငြိမ်းအေးမှုရရလားဒါဖြင့်ဒီအထဲမှာဘာကိုရှားမှာငြိမ်းအေးဗုဒ္ဓရှင်တော်မြတ်ဖျားရှားပြတာဗုဒ္ဓရှင်တော်မြတ်ဖျားတဏီသောအခါမှာဗုဒ္ဓရှင်တော်မြတ်ဖျားကြီးသည်မဟာုံတော်ကြီးရဲ့အတွင်းမှာနှိမ့်သန့်စင်နေတယ်နှိမ့်သန့်စင်နေ့လေ12နာရီအချိန်လောက်ကလေးမှာဗုဒ္ဓရှင်တော်မြတ်ပြည့်တစ်တပင်ရင်းအောက်မှာဖလားသမဘဝင်စားပြီးတော့ဗုဒ္ဓသရင်သုံးပြီးတော့နေသလားမနေဘူးလားအဲ့ဒီအချိန်ခါမှာဝေသာလီပြည်ရဲ့ဝတ်စီမင်းသားလေးတွေလိတ်ဆူဝီမင်းသားလေးတွေသူတို့ကလိတ်ဆူဝီအပေါင်းနဲ့သူအုပ်ချုပ်တာဟုတ်မင်းသားလေးတွေအများကြီးပဲအဲ့ဒီနေ့လေချိန်လောက်ကလေးမှာပဲမင်းသားလေးတွေဟာပေါင်းစုပြီးတော့တို့တွေဒီနေ့တောထဲမှာသွားပြီးတောလိုက်ကြရအောင်ဟေးဆိုပြီးတော့သူတို့နေပြည်တော်ကနေထွက်မလာဘူးလားမင်းသားလေးအုပ်စုဆိုတဲ့ကဆူညာဖြစ်လာမှာနော်လက်နဲ့ကိုစီနဲ့သူတို့တွေတောထဲမှာပျော်ပျော်ပါးပါးနဲ့တောလိုက်ရအောင်ထွက်လာကြအဲ့ဒီလိုထွက်လာရဲနဲ့ဒီမဟာဝုံတောကြီးတဲ့ကိုလည်းဝင်မိလိုက်ပေါ့တစ်တပင်ရင်းမှာသရင်သုံးနေတဲ့သူဟာတခြားသူလားဗုဒ္ဓလားမင်းသားလေးတယောက်ကဗုဒ္ဓကိုသွားပြီးတော့မတွေ့လိုက်ဘူးလားတွေ့လိုက်ကောချင်းလက်ကုပ်လိုက်တာဟဲကောင်းလေးဟိုမှာဘုရားဟိုမှာဗုဒ္ဓဆိုတဲ့လက်ကုပ်လိုက်ကောဆူညမ်းနေတဲ့အတန်ဟာရပ်မသွားဘူးလားဆူညမ်းနေတဲ့အတန်ရပ်သွားပြီးတော့သူတို့လက်ထဲမှာပါလာတဲ့သားကောင်တွေကိုပြစ်မယ်ဆိုတဲ့ဒုတ်တွေဓာတ်တွေလက်နှစ်တွေကိုလည်းဖွက်တာချော်တော်တဲ့ခြုံထဲတွေမှာမဖွက်ဘူးလားဖွက်လားတခြားလားမင်းသားငယ်လေးတွေလားဘသူကိုမြင်လို့ပြောနေတဲ့ဆူညံစကားသံလည်းတိတ်မသွားဘူးလားပါလာတဲ့လက်နဲ့ကိုလည်းဖွက်မထားဘူးလားအဲ့ဒီထဲမှာတောထဲကိုနေ့လမ်းလျှောက်ရင်းနဲ့ထွက်လာတဲ့မဟာနံမင်းကြီးမဟာနံဗာမင်းကြီးလဲမဟာနံမင်းကြီးကဒီလိတ်ဆွေမင်းသားလေးတွေရဲ့အရေးချေကိုအကဲခတ်ကြည့်တာဟာဒီကောင်လေးတွေခုနကဆူညံနဲ့ခုအတန်တိတ်သွားတယ်ခုနကသူတို့လက်ထဲမှာဒုတ်ဒေတာတွေလက်နဲ့တွေပါတယ်ခုမရှိတော့ဘူးဘယ်ရောက်သွားလဲဘာကြောင့်လဲဆိုကြည်လိုက်ကောမင်းသားလေးတွေတစ်ပင်အောက်မှာသရင်သုံးနေတဲ့ဗုဒ္ဓကိုတွေ့သွားလို့ဆိုတာကို तू မမြင်ဘူးလားမြင်ပါတယ်ဗုဒ္ဓကိုတွေ့တာနဲ့တပြိုင်နက်လိတ်ဆွေမင်းသားလေးတွေကလက်ထဲကလက်နဲ့ကိုလည်းချသိမ့်စီလိုက်တယ်ဆူညာဖြစ်နေတဲ့စကားသံကိုလည်းရုပ်သိမ်းလိုက်တယ်။အိုးမဟာနမင်းကြီးကဒါကိုကြည့်ပြီးတော့ဘဝိတ္တန်တိဝတ်စီတိုင်းနိုင်ငံကြီးဟာဘဝိတ္တန်တိကြီးပွားတော့မယ်ဘဝိတ္တန်တိဝတ်စီတိုင်းနိုင်ငံကြီးဟာကြီးပွားတော့မယ်ဝတ်စီတိုင်းနိုင်ငံကြီးဘာဖြစ်တော့မလဲဘာကိုကြည့်ပြောတာမင်းသားလေးတွေဒီမင်းသားလေးတွေရဲ့အမူအရာကိုကြည့်ပြောတာမင်းသားလေးတွေဟာဗုဒ္ဓဘုရားကိုတွေ့လိုက်တဲ့အခါကျတော့စူးစူးညံ့အယေမရအဖတ်မရပြောပြီးနေတဲ့အတန်လည်းတိတ်မသွားဘူးလားသူတို့ပါလာတဲ့လက်နဲ့ကိုလည်းဖွက်မထားလိုက်ဘူးလားကြီးသူကိုယိုသေးတယ်ကြီးသူကိုလေးစားတာကြီးသူကိုယိုသေးတယ်ကြီးသူကိုလေးစားတယ်ဂုံရှိသူကိုယိုသေးတယ်ဂုံရှိသူကိုလေးစားဒါကိုမဟာနံမင်းကြီးကမြင်ပြီးတော့ပြောလိုက်တာဩဒီတိုင်းနိုင်ငံကြီးကိုအုပ်ချုပ်တော့မဲ့လိတ်ဆွေမင်းလို့ခေါ်တယ်ဒီဝတ်စီမင်းသားငယ်လေးတွေကဒီလိုမြတ်လေးစားတတ်တဲ့အကျင့်ဂုံယူတတ်တဲ့လေးစားတတ်တဲ့လိုက်နာတတ်တဲ့အကျင့်ရှိနေမယ်ဆိုရင်ငါတို့ဝတ်စီတိုင်းနိုင်ငံကြီးဘာဖြစ်တော့မလဲကြီးပွားတော့မယ်လို့မမြင်ဘူးလားမြင်လားအဲ့ဒါတော့လမ်းလျှောက်ရင်းနဲ့လာရင်းနဲ့ပြောလာတာလေဒါကိုအံ့ဩပြီးတော့သူကပြောလာတာကိုဗုဒ္ဓအနာရောက်လဲရောက်တော့ဒီအတန်ကိုဗုဒ္ဓကကြားတယ်ဗုဒ္ဓကကြားလဲကြားကောအဲ့ဒီမဟာနံမင်းကြီးကိုမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကဘာကြောင့်များကိဉ္ပနာတောမဟာရာဇဧဝံဝတေတိမဟာရာဇမြတ်သောမင်းကြီး
ကိမ့်ပါနာဘာကိုမြင်ပြီးတော့ဧဝံဝတ္တတိသင်ဒီလိုပြောတာလေမင်းကြီးတဲ့သင်ဘာကိုမြင်ပြီးတော့ဝိစီတိုင်းနိုင်ငံကြီးကြီးပွားတော့မယ်လို့သင်ဘာကြောင့်ပြောရတာလဲတဲ့မြတ်စွာဘုရားကမဟာနမင်းကြီးကိုမမေးဘူးလားအဲ့တော့မဟာနမင်းကြီးကဒီလိတ်ဆွေမင်းသားလေးတွေရဲ့အမှုအရာထူးခြားတဲ့အံ့ဩဖွယ်ကောင်းတဲ့ယူသေးတတ်တဲ့ကိုင်းဆိုင်တတ်တဲ့ဆိုတဲ့သဘောလေးကိုဗုဒ္ဓရှင်တော်မြတ်ဘုရားရှောက်ဖျားပြီးတော့မပြဘူးလားအဲ့ဒီမှာဗုဒ္ဓရှင်တော်မြတ်ဘုရားကဟောကြားတယ်တဲ့ဆုပ်ယုပ်မဆုပ်ယုပ်ဖဲနဲ့ကြီးပွားခြင်းအကြောင်းတရားကိုဗုဒ္ဓရှင်တော်မြတ်ဘုရားမဟောဘူးလားဟောလားယတကတ္တစီမဟာနာမကုလံပုဒ္ဒတံပိစဓမ္မတံဝိဇန္တိမဟာနာမမဟာနံမင်းကြီးယတကတ္တစီကုလံပုဒ္ဒတံဘယ်လိုပုဂ္ဂိုလ်မျိုးပဲဖြစ်ဖြစ်တဲ့အမျိုးကောင်းသားတယောက်မှာပိစဓမ္မတရား၅ပါးတရားဘယ်နှပါလဲတရား၅ပါးများသာရှိမဲ့ဆိုရင်တဲ့ဝုဒ္ဓိယေဝပါတိကေခာကြီးပွားဖို့တိုးတက်ဖို့သာရှိတယ်မင်းကြီးတဲ့နောအပရိဟာနိဘယ်တော့မှမဆုတ်ယုတ်ဘူးကြီးပွားတိုးတက်မဲ့အကြောင်းတရားသည်ဘယ်နှမျိုးလဲ၅ပါးအဲ့ဒီ၅ပါးနဲ့သာပြည့်စုံပါစေလေကြီးပွားမှာပဲဘယ်လိုပုဂ္ဂိုလ်မျိုးဖြစ်ဖြစ်တဲ့ကြီးပွားမှာပဲတဲ့ဒီ၅ပါးနဲ့မရှိနေဘယ်တော့မှမဆုတ်ယုတ်ဘူးဒါဖြင့်ကြီးပွားတိုးတက်ကြောင်းတရား၅ပါးကြီးပွားတိုးတက်ကြောင်းတရား၅ပါးတဲ့အဲ့ဒီ၅ပါးကိုမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကမဟာနမင်းကြီးကိုမဟောကြားဘူးလားဟောကြားလားအေးအဲ့ဒါလေးကိုပဲလင်္ကာပိုက်ကလေးဆိုးကြည့်ရအောင်ဆိုဝေယာဘေးကအေကိုယူထက်အောင်နောက်လဲထိုနီအတူအေငါယံယူတတ်တာသူစီစိန်ဖြောတကောတလူလူဝေယာဘေးကအေကိုယူထက်အောင်နောက်လဲထိုနီအတူအေငါယယူတတ်တာသူစီစိန်ဖြောတကောတလူလူဝဲတဲ့ဘဲဘဲရာတဲ့ညာပဲဘေးဝဲဘေးဝဲရပဲကဲလက်ဝဲပဲကဲလက်ရပဲကဲဒါဘေးနှစ်ဖက်မရှိဘူးလားနောက်တကအထက်မရှိဘူးလားအောက်ကလည်းမရှိဘူးလားနောက်မရှိဘူးလားအေးဘယ်နှရက်၅ရက်လက်ဝဲပဲကဲဘေးရဲ့လက်ရပဲဘေးရဲ့နှစ်ဘေးနောက်တစ်ခါကျတော့အထက်ကဲအောက်ကဲနောက်နေရာဘယ်နှနေရာလဲအဲ့ဒီ၅နေရာကအေးဓာတ်ကိုယူတတ်ရမယ်တဲ့ဘာဓာတ်လဲအဲ့ဒီလိုမြန်ယူတတ်မယ်ဆိုရင်ဝုဒ္ဓိယေဝပါတိကေခာကြီးပွားဖို့သာရှိတယ်မင်းကြီးတဲ့နောပရိဟာနိဘယ်လိုနည်းနဲ့မှမဆုတ်ယုတ်တော့ဘူးအဲ့ဒီတော့မိမိတို့ဒီနေ့ဘဝတက်ကိုခန္ဓာတက်ကိုပစ္စည်းဥစ္စာတွေရထားဘဝကလည်းအပူဓာတ်တွေအမြဲပေးမနေဘူးလားခန္ဓာကလည်းပစ္စည်းဥစ္စာတွေကလည်းဘာဓာတ်တွေပေးနေလဲဘာလဲအပူဓာတ်သောကပရိဒေဝဒုက္ခဒေါမနတာဥပါယတာဩစင်ကာပူရောက်နေတယ်မြန်မာပြည်မှာရှိတဲ့လူတွေကတော့တဲအထင်ကြီးချမ်းသာတာတို့ဟုတ်လားသားတွေသမီးတွေဆွေတွေမျိုးတွေစင်ကာပူရောက်နေတထေးကြီးတွေဖြစ်နေပြီလို့ဟိုနိုင်ငံကတော့အထင်မကြီးဘူးလားကိုတို့ကတော့ပြေးလိုက်ရတာသွားတုတ်တုတ်လာတုတ်တုတ်နေတုတ်တုတ်ဟုတ်တယ်မလားပြေးလိုက်လွှားလိုက်ရတာဘာဓာတ်တွေလဲအပူဓာတ်တွေလေအပူဓာတ်တွေလာကုန်းများပြီဆိုရင်ဩကိုအမိကိုအဖကိုဆွေကိုမျိုးကိုနှမကိုအကုန်မပြန်ပေးဖို့ရန်အတွက်ပူးနေရပြီလေဟုတ်တယ်မလားဒီလိုအပူဓာတ်တွေနဲ့ပြည့်မနေဘူးလားတခြားကြောင့်ရလို့လားဘဝရထားလို့ပူမှာပဲဒီဘဝရနေသမျှတော့ဒီအပူဓာတ်အလောင်းဓာတ်ကမလွတ်နိုင်ဘူးလွတ်နိုင်မှာမလားအေးဒီပစ္စည်းဥစ္စာတွေရှိနေသမျှဒီအပူဓာတ်အလောင်းဓာတ်တွေကလွတ်ပါမလားမလွတ်တာအဲ့ဒီအပူဓာတ်အလောင်းဓာတ်ကလေးတွေကငြိမ်းပါစေလို့ဒီနေ့အေးဓာတ်ကိုပေးပြီးတော့ငြိမ်းအေးသူတို့ရဲ့ပျော်စံရာတရားလေးနဲ့နှစ်သိကူဓမ္မလက်ဆောင်ပေးနေတာပါ
အဲ့တော့ဒီသုံးခုမှာဘဝနဲ့ပစ္စည်းဥစ္စာသည်ကံမျက်လုံးနဲ့မြင်ရတဲ့အပိုင်းဟာတစ်ပိုင်းဘဝနဲ့ပစ္စည်းဥစ္စာကဘာမျက်လုံးနဲ့မြင်ခန္ဓာကဘာမျက်လုံးနဲ့ကြည့်ရမှာဒါဖြင့်ဘဝနဲ့ပစ္စည်းဥစ္စာနဲ့ပတ်သက်လို့အေးဓာတ်ကိုလိုချင်ရင်ကံမျက်လုံးနဲ့ကြည့်ရမှာအေးဓာတ်ကိုလိုချင်ရင်ဘာမျက်လုံးနဲ့ကြည့်ရဒီခန္ဓာနဲ့ပတ်သက်လို့ဖြစ်ပေါ်လာတဲ့အပူဓာတ်အလောင်ဓာတ်တွေကငြိမ်းအေးခြင်းဘာမျက်လုံးနဲ့ကြည့်ရဒီနေ့စင်ကာပူရောက်မိသားစုတွေဟာဘဝနဲ့ပစ္စည်းဥစ္စာဘဝနဲ့အဲ့ဒီအငြိမ့်ဓာတ်အေးဓာတ်ကလေးကိုယူတတ်ရင်မဲ့လုံလောက်နေပြီပေါ့ဒီbộအိမ်ကြီးတက်ကလေးကိုရဖို့ရန်ယူဖို့ရန်အတွက်ခုနဗုဒ္ဓရှင်တော်မြတ်ဘုရားကဘယ်နဲ့လဲယတ္တကတ္တစီမာနာမကုလံပုဒ္ဒတာပိစဓမ္မတံဝိဇန္တိဗုဒ္ဓိယေဝံပါတိကေခာနောအပရိဟာနိဒီတရား၅ပါးနဲ့သာပြည့်စုံမသိလေမင်းကြီးတဲ့ဘဝတစ်ခုမှာဘာဖြစ်လဲအေးဓာတ်ကြီးကိုရပြီးတဲ့အခါကျတော့မိမိတို့အေးဓာတ်အငိမ့်ဓာတ်ကြီးတွေရဲ့စံပျော်သူတို့ရဲ့နေရာလို့ခေါ်တဲ့နေရာဌာနကိုရောက်နိုင်သလားမရောက်နိုင်ဘူးလားဒါမို့လို့ခုနကတော့ကအဲ့ဒီအေးဓာတ်ကြီးတွေကိုဘယ်လိုရအောင်ယူကြမလဲဆိုရင်ကံမျက်လုံးနဲ့ကြည့်လို့ရတယ်ဆိုတဲ့ဘဝနဲ့ပစ္စည်းဥစ္စာနဲ့ပတ်သက်လို့ဖြစ်ပေါ်လာတဲ့အပူဓာတ်အလောင်းဓာတ်ကြီးတွေကငြိမ့်ပြီးတဲ့ခါကျတော့ငြိမ့်အေးသူတို့ရဲ့ပျော်စံရာကိုရောက်ချင်းကြပါတယ်ဆိုရင်အေးဓာတ်ကြီး၅ခုကိုယူရမယ်အေးကြီးဘယ်နှမျိုးယူရမှာအေး၅မျိုးကပြန်ဆိုကြည့်ဝဲရာဘေးကအေးကိုယူထက်အောင်နောက်လဲထိုနီအတူအေးငါရယူရတသူစီစိန်ဖြောတကောတလူလူဘယ်အတွက်လဲဘဝနဲ့ပစ္စည်းဥစ္စာတွေသူတို့အတွက်ကြီးပွားခြင်းတကောတလူလူနဲ့ဘဝမှာစီးစိမ်နေဖြိုးပြီးတော့အေးချမ်းချမ်းငြိမ်းငြိမ်းအေးဆေးဆေးလေးနဲ့အေးငြိမ်းသူတို့ရဲ့စံပြောရာကိုရောက်ချင်တယ်ဆိုရင်အေးဓာတ်ကြီး၅မျိုးကိုယူရရမယ်အေးဓာတ်ကြီးဘယ်နှမျိုးလဲအဲ့ဒီ၅မျိုးကလက်ဝဲဘက်ဘေးတဲ့လက်ဝဲဘက်ကဘာလဲဆိုတော့လက်ဝဲဘက်ကလက်ရဘက်ကနှစ်ဖက်မရှိဘူးလားဟောအလဲကောင်ကမိမိထားလိုက်အလဲကောင်ကမိမိထားလက်ဝဲဘဲတဲ့လက်ရဘဲတဲ့အထက်တဲ့အောက်နောက်မရှိဘူးလားရှိလားဘယ်နေရာလဲ၅နေရာဩလက်ဝဲလက်ရဆိုတာအင်မတန်အလုတ်လုတ်တဲ့လက်ကိုဒီအလုတ်လုတ်တဲ့လက်ဆိုတာဘသူ့ကိုပြောတာလဲဆိုတော့မိမိတို့ရဲ့လက်ရဘက်မှာထအားကိုးရမှာကအမိနဲ့အဖအမိနဲ့အဲ့ဒီအမိနဲ့အဖတပည့်ရဲ့ဗာလဲမေတ္တာဓာတ်သည်တခြားလားအေးဓာတ်လားအေးဓာတ်ပါဗျာအမိအဖတွေရဲ့မေတ္တာဒီဗာလဲအေးဓာတ်ပါဗျာအေးဓာတ်အေးကြီး၅မျိုးကိုယူတတ်ရမယ်နော်အေးဓာတ်ကြီးဘယ်နှဓာတ်ကိုယူရမှာလဲဒါဖြင့်အမိအဖတို့ရဲ့မေတ္တာသည်အေးဓာတ်အဲ့ဒီအေးဓာတ်သည်တခြားဘက်ကအေးဓာတ်လားလက်ရဘက်ကလားဒါဖြင့်လက်ဝဲဘက်ကလည်းအေးဓာတ်မရှိဘူးလားဖြစ်လားလက်ဝဲဘက်ကလက်ဝဲကလည်းရှိလာပြန်တယ်လက်ဝဲဘက်ကဘာနဲ့တူတယ်လဲလက်ဝဲဘက်ကဘာနဲ့တူတယ်လဲဘသူတွေလဲလို့ဆိုတော့နော်အောက်အထက်အောက်နောက်အထက်အောက်နောက်အထက်ဆိုတာကတော့ဥခေါင်းပေါ်တင်ထားတာဘသူလဲဗုဒ္ဓဘသူလဲဗုဒ္ဓဓမ္မသံဃာဗုဒ္ဓဤအေးဓာတ်ဓမ္မကလာတဲ့အေးဓာတ်သံဃာလာတဲ့အေးဓာတ်ကိုယူရမယ်အောက်ဆိုတော့ကိုယ့်တဲ့နှိမ့်ကြတယ်လေအောက်ဆိုတော့ဗာလဲကိုယ့်တဲ့နှိမ့်ကြတယ်ဆိုတော့ကိုယ်တပည့်လက်သားချွေရန်အိမ်မှာခိုင်းစေထားသောသူများသည်မြင့်သလားနှိမ့်သလားနှိမ့်ပါဗျာဒါကိုယ်အနှိမ့်စားအစေခံကြေးကျွံအောက်ကအစေခံကြေးကျွံနောက်ကလည်းရှိပြန်တယ်နောက်ဆိုတာပါလေနောက်ဘက်ဆိုတာဒီကြောရိုးပြုတ်မိခိုးထားရတာလေကြောရိုးဘက်ကမိခိုးထားရတဲ့အရာဝတ္ထုဒီဘာလဲမေးတဲ့အခါကျတော့မိမိတို့ဒါဗုဒ္ဓရဲ့မိမိတို့မြန်မာလူမျိုးတွေမှာရိုးရာဆိုတာမရှိဘူးလားရိုးရာလူသူတော်ကောင်းနတ်သူတော်ကောင်းဘာသူတော်ကောင်းလဲနတ်သူတော်ကောင်းဟိုကိုကြီးကျော်တို့မင်းလေးတို့ကိုယ်ကွက်ခိုင်းနေတာမဟုတ်ဘူးနော်အဲ့ဒါကိုယ်ကွက်နေနတ်သူတော်ကောင်းခုနေမိမိတို့ကိုဆောင်နတ်တဲ့အိမ်ဆောင်နတ်တဲ့မြို့ဆောင်နတ်တဲ့ရွာဆောင်နတ်တဲ့သာသနာတော်ဆောင်နတ်ကဘာဆောင်နတ်မရှိဘူးလားအဲ့ဒါမျိုးကိုပြောတာဟိုနတ်ဆိုးတွေပြောတာမဟုတ်ဘူးနော်
အဲ့ဒါဘုန်းကြီးကပြောတယ်ဆိုပြီးခင်ဗျားတို့သွားကိုးကွယ်မနေနဲ့အားပေးအားမြောက်ရရောက်နေဦးမယ်မဟုတ်ဘူးနောက်ကျောဟာဆိုတာဒီဘု து ကိုပြောတာစရုမာတဲ့တာဝရိနာအစရှိသောနတ်တွေတဲ့စာကာနုဒ္ဒတိကိုပွားများနိုင်မှုရန်အတွက်သူတို့ကိုတိုင်တဲရတာကိုဒါတခြားလားနောက်လားနောက်ပါဗျာအဲ့တော့ဒါနောက်ဘက်ကအေးဓာတ်ကိုလည်းမယူရဘူးလားယူရဒါဖြင့်လက်ဝဲဘက်ဆိုတာကြမ်းနေတာဘာပဲကြံတော့တယ်လဲလို့မေးတော့ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေရဲ့သဘောမှာလူသူတော်ကောင်းကိုနေတဲ့ရက်ွက်ထဲကလူသူတော်ကောင်းအချင်းချင်းမိတ်ဆွေမရှိဘူးလားဗုဒ္ဓဘာသာမြန်မာလူမျိုးတွေဟာအိမ်တအိမ်မှာထမင်းကိုအိမ်မှာထင်းကောင်းကောင်းလေးချက်စားတယ်ဆိုရင်ကိုရှေ့ခုနှစ်အိမ်နောက်ခုနှစ်အိမ်မိတ်ဆွေတွေမဖိတ်ဘူးလားဖိတ်လားအလှူဒန်းလေးလုပ်ရင်လေကိုအိမ်နီးနားနီးမဖိတ်ဘူးလားဖိတ်လားအိမ်နီးနားနီးမိတ်ဆွေအိမ်နီးနားနီးမိတ်ဆွေကဒီတော့လက်ရဘက်သူတစ်ခုကြံတော့တာဟုတ်ဒါဖြင့်ပြန်ပြောမယ်လက်ရဘက်ကအေးဓာတ်ဆိုတာဘု து ထံကအေးဓာတ်လဲလက်ဝဲဘက်ကအေးဓာတ်ဆိုတာကလူသူတော်ကောင်းဘာလဲအိမ်နီးနားနီးမှာရှိကြတယ်လူသူတော်ကောင်းတွေရဲ့အေးဓာတ်အထက်ကနေအေးဓာတ်ကိုယူတတ်ရမယ်ဆိုရင်တခြားလားယတနာမြတ်သုံးပါလားအောက်ကအေးဓာတ်ကိုယူရမယ်ဆိုရင်အစေကံကြေးကြော်အစေကံနောက်ကအေးဓာတ်ကိုယူရမယ်ဆိုတာဒီနတ်သူတော်ကောင်းနေတဲ့စတူဘလောကပါလာနတ်မြတ်နတ်ကောင်းနတ်သူတော်ကောင်းတွေပေါ်လာပြီနော်အေးဓာတ်ဒီခုနေအထက်ကအေးဓာတ်ဆိုတာဒီဘယ်သူလဲဖရာတရားတန်ခါဟိုအောက်ကအေးဓာတ်ကအစေကံကြေးကြော်နောက်ကျောကအေးဓာတ်ကနတ်သူတော်ကောင်းလက်ရဘက်ကအေးဓာတ်ကအမိရပါလက်ဝဲဘက်ကအေးဓာတ်ကလူသူတော်ကောင်းအေးဓာတ်၅ခုကိုယူတတ်ရမယ်ဆိုတာအဲဒီတော့ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေကဘယ်လိုဆိုသလဲဗုဒ္ဓတတိဝဟံမေတ္တံကနာမိဓမ္မတတိဝဟံမေတ္တံကနာမိသံဃတတိဝဟံမေတ္တံကနာမိမာတာပိတုဏံတိဝဟံမေတ္တံကနာမိအာစရိယနံတိဝဟံမေတ္တံကနာမိတပ္ပတပုရိတာနံတိဝဟံမေတ္တံကနာမိတပ္ပဒေဝဒာနံတိဝဟံမေတ္တံကနာမိဖယားတရားသံဃာယရဏမြတ်၃ပါးနှင့်တကဝမိဘဆရာသမားလူသူတော်ကောင်းနတ်သူတော်ကောင်းပေါင်းတို့ရဲ့ချမ်းမြေလှစွာသောမေတ္တာဓာတ်ကိုအကျွန်ုပ်သည်ခံယူပါ၏ဒါရှေ့တုန်းကလူကြီးသူမတွေဆိုတာနော်ဖယားရဲ့တရားရဲ့သံဃာရဲ့ယရဏမြတ်၃ပါးနှင့်တကဝမိဘဆရာသမားလူသူတော်ကောင်းနတ်သူတော်ကောင်းအားလုံးတို့ရဲ့ချမ်းမြေလှစွာသောမေတ္တာဓာတ်ကိုအကျွန်ုပ်ခံယူပါ၏လို့ဒီလိုဗုဒ္ဓတတိဝဟံမေတ္တကနာမိစသည်ဖြင့်မေတ္တာကိုမခံယူဘူးလားခံယူလားခံယူလိုက်သောအဖြစ်မိမိမှာအေးဓာတ်ကြီးမရဘူးလားရဟောဒါအေးဓာတ်ကိုရှေ့လူကြီးသူမတွေခံယူတာပြောတာနော်မိရွတ်နေုံနဲ့လည်းမိမိတို့ကခံယူနေတာမဟုတ်ဘူးကိုယ်တိုင်တဟတ္တိကဒါနကိုယ်တိုင်ကိုကြမေတ္တာဓာတ်ကိုရအောင်လဲကိုယ်နဲ့ယူရမလားမယူရဘူးလားနှုတ်နဲ့ကောယူရမလားမယူရဘူးလားစိတ်ဓာတ်နဲ့ကောယူရမလားမယူရဘူးလားကိုယ်နဲ့ယူတာဘယ်လိုလုပ်လဲကာယကံမေတ္တာကာယကံမေတ္တာဖယားတရားတန်ခါယတနာမြတ်၃ပါးမိဘဆရာသမားလူသူတော်ကောင်းနတ်သူတော်ကောင်းအားလုံးတွေသူတို့ရဲ့အလုပ်ကိုကူညီပြီးတော့လောက်ကင်ဆောင်ရွက်ပေးခြင်းသည်သူတို့ရဲ့ကာယကံမေတ္တာကိုမရဘူးလားရနှုတ်နဲ့တာယာနာပြောဝယ်ရှိအောင်ကြီးပွားတိုးတက်စေသောစကလုံးလေးသုံးပြီးတော့နှုတ်နဲ့ကူညီဆောင်မတာလဲတခြားရတာလားမေတ္တာလားဒါဘာယူတာလဲအေးဓာတ်ယူတာကဲဒါဖြင့်ဒီနေ့စင်ကာပူနိုင်ငံမှာနေပြီဒီနေ့နှစ်သိက္ခူအခါကာလသမယမှာစင်ကာပူမြို့ပေါ်မှာရှိတယ်ဘုရားကျောင်းကန်နေမှာဗုဒ္ဓဘာသာမြန်မာလူမျိုးတွေပြည့်မနေဘူးလားဗုဒ္ဓရဲ့မေတ္တာဓာတ်မယူဘူးလားဓမ္မရဲ့မေတ္တာဓာတ်ယူတယ်သံဃာရဲ့မေတ္တာဓာတ်ကိုအရယူတာကဲဒါဖြင့်ကိုအမေအဖတွေမြန်မာပြည်တွင်းမှာကျန်နေတဲ့အမေဖတွေအမေအဖေအတွက်အမေအတွက်ဆိုပြီးလှမ်းပြီးတော့ကြော့တာတွေမရှိဘူးလားရှိလားဒါဘာယူတာလဲမညာနဲ့ခင်ဗျားတို့အမေကိုပြန်ညာတာအဖေကိုပြန်ညာတာရှိတယ်များသောအားဖြင့်အမေကအညာခံရတယ်ဘယ်သူညာခံရလဲဟိုကတော့အမေကတော့မျောလို့ငါသမီးလေးငါသားလေးပစ္စည်းပို့တော့မယ်ဟဲ့ငွေပို့တော့မယ်ဟဲ့ပို့တော့မယ်ဟဲ့တဲ့ဟုတ်တယ်မလားအဲ့နာကျုပ်ကမယောင်မလဲနဲ့တွားပြီးတယ်လီဖုန်းသွားနားထောင်မိတာဟိုသူတို့ပြောနေတဲ့စကားလုံးကြားအမေကလည်းကျိန်းတာသူသမီးဒီဘက်ကသမီးကလည်းလိန်တာဟိုအမေကို
ဘာလို့လိမ့်တာအမွေဘာသိလို့လဲဒီမှာလုပ်ငန်းတွေကိုဘလောက်ကုန်းသွားတယ်ဒီနေ့မလောက်လို့ဘယ်လိုစားလေးဈေးတက်သွားလို့နဲ့ပြောနေတယ်ဟိုဘက်ကအမွေကြီးကလည်းဟဲ့နင်ကအဲ့လိုလုပ်နေတော့ငါမှအတိုးတွေကဘယ်လိုရှင်းမလဲဟာမလေးအပူဓာတ်တွေအေးဓာတ်မှတ်တယ်နားထောင်ကြည့်တယ်စင်ကာပူနဲ့ခုနဲ့ဒီနေ့ဘာဖြစ်နေတာအေးလိုင်းအပူလိုင်းဖြတ်နေတာဘာလိုင်းဖြတ်နေတာဘလူးကိုလေအမွေနဲ့သမီးအမွေနဲ့သားဟုတ်တယ်မဟုတ်လားဒီကြတဲ့ဟိုအမကြီးကလှုပ်တယ်လို့လည်းဝင်ပြီးတော့နင်ဒီလိုဘာသိလို့လဲတို့ဒီမှာဖြစ်နေတဲ့အကြောင်းနင်မသိဘူးနင်ဖြုံးနေတိုင်းဖြုံးနေတာထားနင်မသိဘဲနဲ့ဝင်ရှုပ်ပြန်မလားဆိုတာဘာလိုင်းနေဖြတ်နေတာဘယ်နဲ့ဖြတ်နေတာမြန်မာနဲ့စင်ကာပူအပူလိုင်းဖြတ်နေတာဟောကိုကဘေးရနေကြားတယ်အေးတက်ကိုမရဘူးဟုတ်တယ်မလားမလိန်နဲ့အမွေအေးဒီတစ်ပတ်တော့ထားလိုက်ပါဦးအေးစိနောက်တစ်ပတ်မှသမီးပို့မယ်နော်ကာယကမေတ္တာဝစီကမေတ္တာမဖြစ်ဘူးလားအဲ့ဒါလက်ရဘက်ကအေးတက်ကြီးလေဘယ်ဘက်ကအေးတက်လဲအဲ့ဒီသွားပြီးလိန်မိရင်နောက်တစ်ပတ်လည်းပြေးလဲမှာမဟုတ်ဘူးဟုတ်တယ်မလားမလိန်နဲ့အမှန်တိုင်းပြောအမှန်တိုင်းပြောလိုက်ရင်အော်သာသနာပြောတော့အော်ကို့အမွေကကို့ပြန်ပြီးတော့အော်ငါသမီးလေးကြမ်းပါပါစေချမ်းသာပါစေဆိုတော့ဒီလိုမြတ်ဖြစ်သွားရင်ကိုအေးတက်ကလေးကိုမရလိုက်ဘူးလားအေးတက်ကိုယူတတ်မှဖြစ်မယ်ဆိုတာကိုသဘောပေါက်တယ်မယူတတ်ရင်မရဘူးနော်အဲ့တော့ तू ကအေးတက်ကြီးပေးနေပါရဲ့ကိုကအပူတက်ကြီးပေးလိုက်မယ်ဆိုလို့ရှိရဲ့ကိုနေရင်အိုးကြီးစူးမနေဘူးလားစူးနေတော့ပူးမနေဘူးလားအပေါ်ကနေပြီးတော့အဖုံးလေးဖုံးစားအဖုံးကအေးမနေဘူးလားဟောကတက်လာတဲ့အပူကဘာဖြစ်သွားလဲဟမ်ကြားဘူးလေအရှိပြောသွားတယ်လေအောက်ကရင်သွေးကြီးကပူးနေတယ်လေအပေါ်ကအဖုံးကအေးတယ်လေအဲ့ဒီအေးနဲ့သွားတွေးလဲတွေရောအပူကဘာဖြစ်သွားအရှိပြောသွားတယ်မပြောဘူးလားအဲ့ဒီလိုဖြစ်အောင်လို့အပူနဲ့အေးဟာအေးတက်ကြီးကအပူဟာအေးနဲ့တွေ့သွားရင်ပျော်တာပဲဟုတ်တယ်မဟုတ်လားပူခြင်းတလောက်ပူနေပါစေအေးတက်ကြီးတယ်အမိဖတွေရဲ့ဘာဖြစ်လဲလက်ရဘက်ကအေးတက်လက်ရဘက်ကကိုကအပူတက်ကြီးနဲ့ဆက်ခံရင်ဘာဖြစ်သွားပြောသွားမှာမပြောဘူးလားပြောကြသွားမှာပဲအေးပြောလိုက်ပါထပ်ပြီးတင်းမနေနဲ့ဟုတ်တယ်မလားတင်းနေပြီဆိုရင်ထပ်ပြီးကိုကအေးတက်ကိုကအပူဆိုတော့ဒီအေးကိုယူရအောင်မလားအမိမေတ္တာနဲ့တွေ့ပြောလိုက်စမ်းပါဒီအပူဓာတ်ကြီးကိုပြောကြသွားပြီဆိုတော့တသားတိဖြစ်မသွားဘူးလားအဲ့ဒါအေးဓာတ်ကိုယူတတ်တာလို့ဒီလိုပြောတယ်သူပြန်လှမ်းနေရင်ဟောအပူကိုအေးကိုအပူကပြန်တော်လှမ်းနေတာနော်အေးကိုအေးပြောသွားရင်ကောင်းရဲ့အေးပြောရင်အောက်ကအေးနဲ့ပြောပြီးတသားတိဖြစ်သွားမှာအဲ့ဒါဘာဖြစ်လို့လဲယူတတ်တာတဲ့ဘာကိုယူတတ်တာလဲအေးဓာတ်ကြီးကိုယူတတ်ပါစေအေးကြီးတာကအထက်ကအေးဓာတ်ကိုလည်းဒီတကားတငွားတွေဒီနေ့နှစ်တကူခါကာလသမယမှာဘုန်းကြီးဘုရားကျောင်းကန်နေမှာအခုလိုလာပြီးတော့တရားဒေပစာတွေနာကြနေကြတဲ့ကြောင့်အင်အားမနှဲပါဘူးဒါအေးဓာတ်ကြီးမရဘူးလားရပါတယ်နောက်တစ်ခါလက်ရဘက်ကအေးဓာတ်ဆိုတော့လက်ဝဲဘက်ကအေးဓာတ်လူသူတော်ကောင်းဆိုတဲ့အပေါင်းဟာမိမိတို့ဓမ္မနေကြတဲ့တခန်းနဲ့တအိမ်နဲ့တတိုက်ထဲနေကြတဲ့ပုဂ္ဂိုလ်တွေဟာအတူတော်ကောင်းကနေကြတဲ့ပုဂ္ဂိုလ်တွေဒီကိုယ့်ရဲ့ဘယ်ဘက်ကလဲလက်ဝဲဘက်ကဘယ်ဘက်ကလဲအဲ့ဒါဒီဟာဒီရဲ့မေတ္တာဓာတ်ကိုလည်းအေးဓာတ်ကိုလည်းအရပါဖြစ်လေယူတတ်ရမယ်နော်ဗုဒ္ဓဓမ္မသံဃာရဲ့အေးဓာတ်ကိုတော့ယူတတ်ပါတယ်မိမိတို့ယူတတ်တယ်ပြန်ပြီးမတော်လှန်ဘူးလက်ဝဲဘက်ကအေးဓာတ်လို့ခေါ်တဲ့အတူတကောကတအိမ်နဲ့နေသူတွေတခန်းနဲ့နေသူတွေတရားကွက်ထဲနေသူတွေရဲ့အေးဓာတ်ကိုလည်းဘာဖြစ်လဲအရာယူတတ်ရမယ်လို့ပြောတာနော်ယူကိုလည်းယူရမယ်ယူလည်းယူတတ်ရမယ်မယူတတ်သေးယူတတ်အောင်တမင်ကြိုးစားလိုက်စမ်းပါကိုယ့်ရဲ့အထက်ကဘုရားတရားတန်ခါယတနာတတ်ကြတော့သူကအရာယူတတ်ပြီနော်ဟိုအောက်ကကိုအောက်ငယ်တဲ့သူတွေကိုလည်းဘာဖြစ်လဲသူတို့စီရလဲအေးဓာတ်ကလေးကိုရအောင်လို့တာယာနာပြောပွဲဖြစ်အောင်ဆက်ဆံလိုက်စမ်းပါလို့ဆိုလိုတဲ့သဘောပါမြင့်နေတဲ့ပုံကိုယ်တွေကလည်းကိုအောင်နှိမ့်တဲ့ပုံကိုယ်ရဲ့လို့မနှိမ့်ချနဲ့ဒါဟာတခြားကိုပေးတယ်လားအေးဓာတ်ကိုပေးနိုင်တာလားအောက်ကလူကလည်းအထက်ကိုပြန်ပြီးအေးဓာတ်ပေးနိုင်ပါတယ်ပေးနိုင်တယ်မို့လားပေးနိုင်ပါတယ်ဒါကြောင့်မလို့အောက်ကမို့လို့ကိုအောက်ရောက်နေတယ်ဆိုလို့လည်းသွားပြီးမနှိပ်ပါနဲ့တဲ့သူစီကလည်းအေးဓာတ်ကလေးကိုအရာယူတတ်အောင်ယူမိအောင်ယူလိုက်ဆမ်းပါဒီလိုတိုက်တွန်းတာပါဒီအေးဓာတ်မယုံနေမှာကနောက်ကျောကဆိုတဲ့အေးဓာတ်ကြတော့လူသူတော်ကောင်းနတ်သူတော်ကောင်းအပေါင်းတွေကိုဘာလို့လဲမေတ္တာဘာဝနာပွားများပေဟုတ်တယ်မလား
ရောက်ရအရက်ဒီနေရာဒီဒေသမှာရှိတဲ့ဘုံမစိုးနဲ့တွေယုတ်ကစိုးနဲ့တွေအာကာသစိုးအစရှိသောနတ်မြတ်နတ်ကောင်နတ်သူတော်ကောင်းအပေါင်းတွေကိုပြုသမျှကုသိုလ်ကောင်းမှုအဖို့ကိုဘာလို့ရမလဲအမြလေးပေးဝေအဲ့ဒါပေးဝေသည်တခြားလားဒါအေးထက်ကိုအရယူတာလားအဲ့ဒီလိုအေးထက်ကိုအရယူတတ်မယ်ဆိုရင်စီးစိမ်တွေဖြိုးပြီးတော့မိမိတို့ဘဝမှာအပူဓာတ်အလောင်ဓာတ်တွေငြိမ့်ပြီးတော့အေးမလားမအေးဘူးလားကဲဒါကြောင့်မလို့ဆိုမယ်ခုနကဥစ္စာလေးဝဲရာဘေးကအေးကိုယူထဲအောင်နောက်လဲထိုနီအတူအေးငါရယူတတ်တာသူစီစိမ်ဖြိုးတကောတလူလူဆိုကြည်သာဝဲရာဘေးကအေးကိုယူထဲအောင်နောက်လဲထိုနီအတူအေးငါရယူရတသူစီစိမ်ဖြိုးတကောတလူလူအဲ့ဒီအေးတကြီး၅ခုကိုအရာယူနိုင်မယ်ဆိုလို့ရှိရင်မဟာနာမင်းကြီးတဲ့ဩဒီယေဝပါတိကင်္ခာအဲ့ဒီပုဂ္ဂိုလ်တွေဟာကြီးပွားတိုးတက်ဖို့သာရှိတယ်ကွနောပရိဟာနိဘလိုနည်းနဲ့မှမဆိုးရုံနိုင်တော့ဘူးအဲ့တော့မိမိတို့လည်းအေးတကြီးဘယ်နှဓာတ်ကိုအရာယူရမှာလဲအဲ့ဒီအေးတကြီး၅ရက်ကိုအရာယူကြမယ်ဆိုရင်ဒီဘဝဒီခန္ဓာကြောင့်ဖြစ်ပေါ်လာတယ်ဆိုတဲ့အပူဓာတ်အလောင်ဓာတ်တွေကတော့လာမှာပါပဲလာမှာပါပဲတဲ့ဒါပေမဲ့ယူထားတဲ့အေးတကြီး၅ခုရဲ့သဘောတွေကြောင့်အပူဓာတ်အလောင်ဓာတ်တွေကခါတိုင်းလောက်ပူအောင်မလားခါတိုင်းလောက်မပူပဲနဲ့မိမိတို့နှလုံးစိတ်ဝိုင်းအေးချမ်းကြမယ်ဆိုရင်ငြိမ်းအေးသူတို့ရဲ့ပျော်စမ်းရာကိုတရင်ကတခဏလေးရောက်နိုင်သလားမရောက်နိုင်ဘူးလားဘယ်နေရာကိုလဲငြိမ်းအေးသူတို့ရဲ့ပျော်စမ်းရာထာဝရတော့မရောက်နိုင်သေးဘူးနော်တရင်ကတခဏကိုတော့ရောက်နိုင်ပါတယ်ဒီနိုင်ငံမှာနေသမျှကာလပတ်လုံးငြိမ်းအေးသူတို့ရဲ့ပျော်စမ်းရာကိုတရင်ကတခဏရနေနိုင်တာဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီရကြောင်းဖြစ်တဲ့ဒီအေးဓာတ်ကြီး၅ခုကိုဒီတရားဓမ္မတွေယူနိုင်ကြပါစေလို့ရည်ရွယ်ပြီးတော့နှစ်သိကူလက်ဆောင်အဖြစ်တာပေးတာပါဓမ္မမဟုတ်ဘဲနဲ့မိမိတို့ထာဝရဘုရားအစရှိသောအရိယာသူတော်ကောင်းတွေရဲ့စံမြန်းရန်ဖြစ်ပါတယ်ဆိုတဲ့အသင်္ခတနိဗ္ဗာန်ကိုဝင်ဆိုင်ခြင်းညပါတယ်ဆိုလို့ရှိရင်တော့ဆိုကြည့်ဘဝခန္ဓာဥစ္စာဂုံသိမြတ်စည်းစိန်ကဝဒိန်တကြဖန်ဆင်းထားသည်လာမဟုတ်စွမ်းအားထုတ်၍အဟုတ်ဉာဏ်ထင်သစ္စာမြင်အောင်တွင်အားထုတ်ကိုယ်အလုပ်ကိုကျိုးကုတ်အားသေးမမေ့ရပဲအသည့်တခါမဆောက်ရသည်လေးပြမဲ့ညာအာယုံမှန်သည်နိဗ္ဗာန်ရွှေနံအရောက်လှမ်းစံမြန်းကြရပါစေသောဘဝရဲ့ခန္ဓာရဲ့ပစ္စည်းဥစ္စာရဲ့လို့ဘယ်နှမျိုးလဲ၃မျိုးအဲ့ဒီဘဝရဲ့ခန္ဓာရဲ့ပစ္စည်းဥစ္စာရဲ့ဆိုတဲ့ဒီကံတရားကပြုပြင်ပေးလို့ရလာတာဒီဘဝခန္ဓာအိမ်နဲ့လူဘဝနတ်ဘဝဆိုတဲ့ဘဝအိမ်နဲ့ပစ္စည်းဥစ္စာယတနာဆိုပြီးတော့သူ့အိမ်လေးကဘဝတိုင်းတဏှာယောက်ျားလက်သမားကနေဆောက်ပြီးတော့မပေးဘူးလားဒီဘဝဒီခန္ဓာမှာဆောက်ပြီးပြန်ဒီဘဝဒီခန္ဓာကြီးဒီဘဝကြီးဒီခန္ဓာကြီးဒီပစ္စည်းဥစ္စာကြီးဒီအိုခြင်းနာခြင်းသေခြင်းတရားတွေနဲ့နှိမ့်ဆက်တို့ပူလောင်ပြီးတဲ့အခါအပူဓာတ်အလောင်ဓာတ်တွေကြောင့်မသေးရဘူးလားသေရမလားသေပြီးပြန်တော့ပြီးပလားလို့မေးတော့ဘယ်လိုပြောမလဲနောက်ဘဝနောက်ခန္ဓာတစ်ခုမှထပ်ပြီးတော့ဘဝအသေးခန္ဓာအသေးတဏှာယောက်ျားလက်သမားကထပ်ပြီးတော့ဆောက်မပေးဘူးလားဆုံးရမြင်မအောင်မလားကြောင့်မလို့ဘဝရာတိုင်းခန္ဓာရာတိုင်းပစ္စည်းဥစ္စာတွေရာတိုင်းဟာတခြားတွေရမှာလားအပူဓာတ်အလောင်ဓာတ်တွေလားအဲ့ဒီအပူဓာတ်အလောင်ဓာတ်တွေရနေသမျှငြိမ့်အေးပါမလားဒီနေ့ဖယားအစရှိသောအရိယာသူတော်ကောင်းတွေကြတော့အပူဓာတ်အလောင်ဓာတ်တွေရဲ့ခြုံငိမ့်ရမှန်တဲ့ဘဝချုပ်တယ်ခန္ဓာချုပ်တယ်ပစ္စည်းဥစ္စာတွေခြုံငိမ့်ရုပ်သိမ်းရဖြစ်တယ်ငြိမ့်အေးတဲ့နိဗ္ဗာန်မှာစံနေလဲနေရောတိဆောက်เสียရလိုသေးလား
တီဆောက်เสียမလိုတာနဲ့အမျှအိုနာသေးချုပ်ပြီးအပူဓာတ်အလောင်ဓာတ်တွေကမငြိမ့်ဘူးလားအေးအဲ့ဒါလဲမိမိတို့တွေကအရာယူရမလားမယူရဘူးလားကဲအရာယူခြင်းတပတ်ဆိုရင်အဲ့ဒီငြိမ့်အေးတဲ့ဘုရားအစရှိတော်ဒီရန်သူတော်ကောင်းတွေစံမြန်းရန်ဖြစ်တဲ့ဒီနိဗ္ဗာန်လို့ခေါ်တဲ့ငြိမ့်အေးဟူသောဘောကိုရကျင်ပါတယ်ဆိုရင်ခန္ဓာညာဆက်ရလိမ့်မယ်လေဘယ်ကိုညာဆက်ရကဲခုနကတရားနိဒံတော်ကပြောခဲ့တဲ့ခန္ဓာ၅ပါးယုတ်နံတရားတွေရဲ့ဖြစ်ကြောင်းဖြစ်ကျိုးအကြောင်းအကျိုးဆက်လိုက်စံဘယ်လိုပြောမလဲအဝိဇ္ဇာယင်ခံဥပါဒံကံအဝိဇ္ဇာယင်ခံတာတဲ့ဥပါဒံကံကြောင့်တခြားဖြစ်တာလားယုတ်နံခန္ဓာဖြစ်တာလားအဝိဇ္ဇာယင်ခံတာတဲ့တဏှာဥပါဒံကံကအကြောင်းတရားပေါ်လာတဲ့ယုတ်နဲ့နံကအကြောင်းနဲ့အကြောင်းပြုပြင်လို့ဖြစ်ပေါ်လာတဲ့ခန္ဓာအိမ်အကြောင်းပြုပြင်လို့ဖြစ်ပေါ်လာတဲ့ဘဝအကြောင်းပြုပြင်လို့ဖြစ်ပေါ်လာတဲ့ပစ္စည်းဥစ္စာအလိုလိုထာဝရဘုရားမဟာပြမာတွေကမြတ်ဖန်ဆင်းပေးတာဟုတ်ရဲ့လားဟုတ်တာဝရိဏတရားပြမာတွေကလည်းဖန်ဆင်းပေးတာဟုတ်ရဲ့လားဝဒိန်တရားဖန်ဆင်းထားသည်လားမဟုတ်ပါဘူးတဲ့ကိုယ်ခန္ဓာဖြစ်စဉ်ကိုကြည့်ပြီးအကြောင်းနဲ့အကျိုးပါပဲအကြောင်းရှိလို့အကျိုးတရားတွေပေါ်တာအဲ့ဒီအကျိုးတရားတွေပေါ်လာတယ်ဆိုတာအကြောင်းနဲ့အကျိုးကိုမြင်အောင်အကြောင်းနဲ့အကျိုးကိုမြင်အောင်သိအောင်မြင်အောင်ဒီအကြောင်းနဲ့အကျိုးဒီတခြားလားယုံနာခန္ဓာလားအဲ့ဒီတော့ဒီယုံနဲ့နာမဲ့ခန္ဓာပဲယုံနဲ့နာမဲ့အကြောင်းနဲ့အကျိုးပဲခန္ဓာပဲလို့မြင်လဲမြင်အောင်သိလဲသိအောင်မြင်လဲမြင်အောင်သိလဲသိအောင်မြင်မှသိမှနှစ်ခုသိမှဒါဝိပဿနာဖြစ်မယ်နော်ဘုခန္ဓာကိုမြင်လဲမြင်မှသိလဲဘယ်လိုသိမလဲခန္ဓာကိုရှုလိုက်တဲ့အခါဘဝသို့ချင်းကပ်ပြီးခန္ဓာကိုရှုရင်ဘယ်လိုမြင်ရမလဲယုံနဲ့နာအကြောင်းအကျိုးခန္ဓာယုံနဲ့နာအကြောင်းအကျိုးခန္ဓာမြင်လဲမမြင်ဘူးလားသိကောမသိဘူးလားကိုယ်တိုင်မြင်ကိုယ်တိုင်သိကိုယ်တိုင်မြင်အေးကိုယ်တိုင်မြင်ကိုယ်တိုင်သိကမှတခြားကြောင့်ဒီခန္ဓာဖြစ်တာလားကံကြောင့်ဖြစ်တာလားတရားမင်းဖန်ဆင်းပေးတာဟုတ်ရဲ့လားဟောဝဒိန်တရားဖန်ဆင်းထားသည်လားမဟုတ်ဘူးဝဒိန်တရားဖန်ဆင်းထားတာမဟုတ်ဘူးလို့ဘုရားကလည်းမဟောဘူးလားမဟုတ်ဘူးဆရာတို့ကြီးတွေကလည်းမပြောဘူးလားအဲ့ဒါကိုကိုယ်တိုင်ဉာဏ်နဲ့မြင်အောင်မလုပ်ရမှာလေကြည့်ရကိုယ်တိုင်ဉာဏ်နဲ့မြင်အောင်ကြည့်လိုက်ပြီဆိုတဲ့ကကိုယ်တိုင်မြင်ပြီဆိုတဲ့ကအကြောင်းနဲ့အကျိုးယုံနဲ့နာခန္ဓာလို့ကိုယ်တိုင်မြင်ကိုယ်တိုင်သိမှမသိကြဘူးလားဝဒိန်တရားဖန်ဆင်းထားသည်လားမဟုတ်စွမ်းအားထုတ်၍အဟုတ်ဉာဏ်ထင်သစ္စာမြင်အောင်အကြောင်းအကျိုးယုံနဲ့နာအကြောင်းအကျိုးခန္ဓာဖြစ်ပြဒုက္ခသစ္စာဘာသစ္စာလဲဒါမှမဟုတ်အဟုတ်ဉာဏ်ထင်သစ္စာမြင်အောင်ဘယ်ထိအောင်လုပ်ရမှာလဲတခြားကိုလားခန္ဓာကိုလားဘဝသို့ချင်းကပ်ပြီးတော့ဘာကိုရှုရမှာခန္ဓာကိုရှုတဲ့အခါမှာဘယ်လိုတွေမြင်ဘယ်လိုသိရမလဲယုံနဲ့နာအကြောင်းအကျိုးခန္ဓာဖြစ်ပြဒုက္ခသစ္စာကိုယ်တိုင်လည်းမြင်ရမယ်ကိုယ်တိုင်လည်းအေးကိုယ်တိုင်မြင်ကိုယ်တိုင်သိတဲ့အခါမှာအဟုတ်ဉာဏ်ထင်သစ္စာမြင်အောင်အဲ့ဒီအားထုတ်တဲ့အလုပ်တွေတခြားအလုပ်လားတရားအလုပ်လားအဲ့ဒီတရားအလုပ်တွေဒီနေ့မိမိတို့ဒီမှာလာပြီးစီးပွားဥစ္စာရှားနေတာဒီအဓိကလားတရားအလုပ်အားထုတ်ဖို့ကအဓိကလားအပူမပြောနဲ့ဒါပိုးပြီးထင်တဲ့ဒီစကလုံးကတော့ဟုတ်လားဒီနေ့အလုပ်ကနှစ်ခုပေါ်သွားပြီလေဟုတ်လားမိမိရဲ့ဘဝခန္ဓာပစ္စည်းဥစ္စာတွေတိုးပွားဖို့အလုပ်ကတစ်လုပ်ဒီခန္ဓာကိုရှုဖို့အလုပ်ကအလုပ်ဘယ်နှလုပ်ပေါ်လာကိုယ်အလုပ်ပဲအလုပ်လဲကိုယ်လုပ်ရမယ်အလုပ်ပဲအလုပ်လဲဟောဒီနေရာမှာအဖြစ်ခက်ပြီဟုတ်လားအဟုတ်ဉာဏ်ထင်သစ္စာမြင်အောင်တွင်အားထုတ်ကိုယ်အလုပ်ကိုဒီအလုပ်ကကိုယ်အလုပ်တယ်မြတ်စွာဘုရားကဒီအလုပ်ကသူကသမ္မာဒိဋ္ဌိသူကဘာဒိဋ္ဌိလဲသူကမိစ္ဆာဒိဋ္ဌိသူကသမ္မာမဲ့ခင်၈ပါးဒီကမိစ္ဆာမဲ့ခင်၈ပါးကွာခြားမနေဘူးလားသမ္မာပရိပဒါနဲ့မိစ္ဆာပရိပဒါသမ္မာပရိပဒါဆိုတာဒီဘဝလွတ်မြောက်ရေးမိစ္ဆာပရိပဒါဆိုတာဒီဘဝလွတ်မြောက်ရေးပါရဲ့လားဘဝလွတ်မြောက်ရေးမပါရင်မိစ္ဆာပရိပဒါဘဝလွတ်မြောက်ရေးပါရင်ဒါဖြင့်ဒီပစ္စည်းဥစ္စာရှိမှမိမိချမ်းသာမယ်ထင်ပြီးတော့ပစ္စည်းဥစ္စာတွေမဲရှားမနေဘူးလား
အဲ့ဒီပစ္စည်းဥစ္စာကြောင့်ဘယ်လျက်အပူတွေပြန်သိရတာဟုတ်တယ်မလားမှားလို့ပဲပေါ့ဒါကြောင့်မလို့ဗုဒ္ဓကအဲ့ဒါမိစ္ဆာပရိပဒါကိုယ်အလုပ်လို့ခေါ်တဲ့ခန္ဓာရဲ့ဘဝရဲ့လွတ်မြောက်ရေးဆိုဒီခန္ဓာကနေဘဝကလွတ်မြောက်ခြင်းတခြားထွက်ရမှာလားခန္ဓာထွက်ရမှာအဲ့ဒီခန္ဓာကထွက်အောင်အားထုတ်တဲ့အလုပ်ဒီတခြားအလုပ်လားတန်မာလားအဲ့ဒါဒီတရားအလုပ်လို့ခေါ်အဲ့တရားအလုပ်ဒီသားနဲ့သူများအလုပ်လားကိုယ်အလုပ်လားဒါကြောင့်မို့လို့အဟုတ်ဉာဏ်ထင်သစ္စာမြင်အောင်တွင်အားထုတ်ကိုယ်အလုပ်ကိုဘယ်သူအလုပ်လဲဒီအလုပ်နှလုပ်ဒီကိုယ်အလုပ်မဟုတ်ဘူးတဲ့ကိုယ်ပိုင်မဟုတ်ဘူးတဲ့ဘုံဆိုင်အလုပ်ကြီးတွေဒီကနေပြီးရှားလိုက်သမီးပို့လိုက်စမ်းမအောင်ဘယ်လိုဖြစ်လို့လှမ်းမမှားဘူးလားအဲ့ဒါပါအဲ့ဒါကြောင့်ကိုယ်ပိုင်လားမြတ်တို့ဒီကတရားလေးများယုံနဲ့နာအကြောင်းအကျိုးခန္ဓာဖြစ်ပြက်ဒုက္ခသစ္စာသမီးအဲ့ဒါလေးပို့လိုက်စမ်းမဘယ်လို့မှမပြောဘူးတောင်းလို့ရမလားအဲ့ဒီငွေဆိုရင်တောင်းနေဦးမှာပဲဟုတ်လားဟိုအမတောင်းတာတစ်မျိုးညမတောင်းတာတစ်မျိုးသူတို့ကြောင့်စိတ်ညစ်တယ်ဆိုနောက်ဆုံးညတယ်လီဖုန်းလေးကြည့်လိုက်သူတို့ဆမန်လည်းသိရောလှည့်တော့မကြည့်တော့ဘူးဟမ်မဟုတ်ဘူးလားအဲ့လိုလို့အဲ့ဒါဘာဖြစ်လဲကိုယ်ပိုင်မဟုတ်လို့တောင်းနေတာဘုံဆိုင်ကြီးတွေလေဘာဆိုင်လဲအဲ့ဒီဘုံဆိုင်ကြောင့်ဘယ်တော့မှနှလုံးစိတ်ဝါမအေးချမ်းရဘူးကိုယ်ပိုင်ဖြစ်မှာဒါမှမဟုတ်အဟုတ်ဉာဏ်ထင်သစ္စာမြင်အောင်တွင်အားထုတ်ကိုယ်အလုပ်ကိုကြိုးကုပ်အားသစ်စွမ်းဒီလုတ်ကလေးမှာအားကြိုးကုပ်အားထုတ်ပြီးတော့ကြိုးစားစမ်းပါလို့ပြောတာဒါပေမဲ့မိမိတို့ကတရားအားထုတ်ဖို့ကြဘာဖြစ်လဲအချိန်မရှိလို့ရဲ့မေ့သွားတာလေးတွေမရှိဘူးလားမမေ့နဲ့တဲ့ဗုဒ္ဓကလည်းအပ္ပမဒေနအဘိက္ခဝေတံပါတိထမမေ့ကြနဲ့လို့မပြောဘူးလားဒါကြောင့်မို့လို့ကြိုးကုပ်အားသစ်မမေ့ရပဲကျိုးကုတ်အားတဲ့အားထုတ်ပြီးတော့ဘာလို့ရမလဲအားထုတ်ပါတဲ့မေ့ရမလားမမေ့ရဘူးလားကျိုးကုတ်အားတဲ့မမေ့ရဖဲအသစ်တခါမဆောက်ရသည်ဒီဘဝဒီခန္ဓာတွေဒီတဏှာသေးသွားရင်နောက်ထပ်ဆောက်ပေးလို့ရအောင်မလားကိုယ်ပိုင်အလုံးအားထုတ်လိုက်တာနဲ့ဒီပိုင်းနဲ့ရှေ့ကဖြစ်ပြနောက်ကမယ်ဖြစ်ပြကဘာသစ္စာမြင်တဲ့အသိဉာဏ်ကဘာသစ္စာသေတဲ့ကိလေသာတဏှာကနောက်ခန္ဓာလာအောင်မလားနောက်ခန္ဓာမလာသမျှနောက်ဘဝလာအောင်မလားဒီပစ္စည်းဥစ္စာတွေလိုအောင်မလားအပုဒ္ဒလောင်တတ်တွေဘာဖြစ်လဲငြိမ့်သွားပြီငြိမ့်သွားပြီဆိုတာနဲ့တပြိုင်တည်းတခြားကြောင့်ငြိမ့်သွားတာလားနောက်ကတဏှာသမှုရိယသေးတာလားဒီခန္ဓာအိမ်တိဆောက်ပေးတာဒီတခြားမန်နေဂျာကဘာတူလဲဆောက်ပေးသူကကံဒီဘဝကိုထိုင်တိဆောက်ဖို့ရစေခိုင်းသူကတဏှာတိဆောက်ပေးသူကကံဒီပစ္စည်းဥစ္စာရှာဖွေခိုင်းတာကတဏှာရှာဖွေနေရတာကဟာလက်သမားနဲ့မန်နေဂျာသွားပြီလေတဏှာလက်သမားရဲ့တဏှာလက်သမားကသေလဲသေရောကံကလှုပ်ချင်တယ်လို့ဆောက်လို့ဆောက်ပေးကြလို့သေးလားအသစ်တခါမဆောက်ရသည်လေးပြာမဲ့ညာအာယုံမှန်သည်နိဗ္ဗာန်ရွှေနန်းနိဗ္ဗာန်တည်းဟူသောရွှေနန်းကြီးတွေသာလျှင်အသစ်တခါဒီအိမ်ကိုဆောက်เสียလို့သေးလားဒီဘဝအိမ်ခန္ဓာအိမ်ကြီးတွေကြတော့အချင်းချင်းအခါခါထက်ထက်ဒီတဏှာလက်သမားတဏှာကမန်နေဂျာကခိုင်းလို့ကံကနေဆောက်မပေးရဘူးလားနိဗ္ဗာန်စံအိမ်ကြတော့တဏှာကဆောက်ခိုင်းတာဟုတ်လို့လားဟုတ်ပါဘူးကံကဆောက်ပေးတာလည်းဟုတ်လားဟုတ်ပါဘူးဘယ်သူကဆောက်တာညာတခါပဲနောက်ထပ်ပြင်စရာမလိုတော့ဘူးပြင်စရာလိုသေးလားပြင်စရာမလိုတာဒီတခြားကြောင့်လားပြစ်စရာမရှိတော့လို့လားအေးပြစ်စရာမရှိမှအသားလျင်သာဝရငြိမ့်ပြီးတော့အေးမလားမအေးဘူးလားအဲ့ဒီနိဗ္ဗာန်လေးဟူသောနေရာဌာနဒီသားလျင်အတ္တတခါတိဆောက်ရမဟုတ်တဲ့အတွက်ကြောင့်ငြိမ့်ပြီးတော့အေးတဲ့နေရာဌာနမှာစံမြတ်နေကြတာကတခြားသူတွေလားအရိယာပုဂ္ဂိုလ်တွေလားအဲ့ဒီအရိယာပုဂ္ဂိုလ်တွေရဲ့စံမြတ်ရာဖြစ်ပါတယ်ဆိုတဲ့ဒုက္ခခတ်သိမ့်ချုပ်ငိမ့်ပြီးတော့အဘုဒ္ဓအလောင်းတတ်တဲ့ရဲ့သိဉ္ဇမှန်တဲ့နိဗ္ဗာန်ကိုဒီတရားဓမ္မတွေစံပြောနိုင်ကြပါစေလို့ရည်တံပြီးတော့ယနေ့ကျေးဇူးပြုလို့ဟောကြားနေတယ်ဆိုတဲ့ငြိမ့်အေးသူတို့ရဲ့စံပြောရာဒီဟုသောဒီတရားတော်ကြီးဏိကုံချုပ်လိုက်ကြရအောင်ဣမေတံအာနုဘာဝေနယနေ့ယခုဟောဖောပြုသည်ပရိစ္ဆာသမုပ္ပါသစ္စာ၄ပါးအဝင်အပန်းဖြစ်ပါတယ်ဆိုတဲ့ငြိမ့်အေးသူတို့ရဲ့ပြောစံရာဒီဟုသောဒီတရားတော်ရဲ့တကုတ်တိဇောအာနုဘောတော်ကြောင့်
မေအမကံငါသူမဟုတ်သာသနာပြုပုဂ္ဂိုလ်ဖြစ်ကြတဲ့ငါတို့နှင့်တကဝါသောသင်္တိုင်ကတိုင်ကမပေါင်းသူတော်ကောင်းတို့၏သဗ္ဗကိစ္စနိလုံးစုံပေါင်းစုသဖြင့်များများကုန်သောသာသနာတော်နှင့်ဆက်ရှင်ကြတဲ့ဗုဒ္ဓကိစ္စဓမ္မကိစ္စသံဃာကိစ္စသာသနာကိစ္စမိမိတို့ရဲ့အိမ်မှုကိစ္စအစရှိသောအဝဝါသောကိစ္စဟူသမျှတို့သည်ဒီကံလင်းလင်းမြန်မြန်ကြီးသိမ့်စံတို့တနေ့တခြားဒီရလာသောကိုအားညံမြင်ဆင်းဆင်းဖြင့်တင့်ကားဝဲကားအောင်ညုံဖျားလျက်လှင်းစွာမသွေပြီးစီအောင်မြင်နိုင်ကြပါစေကုန်သတည်းနဗ္ဗတိဝတ္တသံတကူကြီးညာဖြိုးဝေးဖျားလျက်တေဇာထံပြင်အလုံးစုံသောသာသနာဆောင်လောကဆောင်နာမည်အပေါင်းတို့ကလည်းအနုရခန္တုကိုဤရင်နှင့်သားချစ်ပမကရုဏာ၏မေတ္တာမှွေဖြင့်အေးယူကစောင့်ရှောက်နိုင်ကြပါစေကုန်သတည်းသဗ္ဗတတ္တစလုံးစုံများစွာတတ္တဝါဟူသမျှတို့သည်လေဒုက္ခိတန္တကိုရောစိတ်ပါဘေးရန်ကွာ၍ကျမ်းမာပဂတိချမ်းသာဝမ်းသာလမ်းဖြာခြင်းရှိကြကုန်သည်ဘုံတုသစ္စာရေကြံနှစ်ကားဖြန့်သည်ဖြင့်မေတ္တာရေစေမံသုကားဖြန့်သည်ဖြင့်ရွှင်လန်းသာကြီးဖြစ်ကြပါစေကုန်သတည်းအစီအစဉ်400ဆရာတော်ဘုရားဓမ္မပူဇာအလူတော်ငွေစက္ကပ်လှူဒန်းမှာဖြစ်ပါတယ်ခင်ဗျာဆရာတော်ဘုရား၏ကပ္ပိယကာရကအဖြစ်ဓမ္မပူဇာအလူတော်ကိုလက်ခံပေးပါရန်ဒေးဗစ်ကြည်ထွန်းအားဒေးဗစ်ဦးကြည်ထွန်းအားလေးစားစွာဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာအလူရှင်များအားလုံး၏ကိုစားဆရာတော်ဘုရားအားဓမ္မပူဇာစက္ကပ်လှူဒန်းပေးပါရန်ဓမ္မမောင်နှမများအဖွဲ့မှကိုအောင်မြင့်အားလေးစားစွာဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာလက်ခေါက်လောက်သာဓုနာဓုသာဓုစင်ကာပူနိုင်ငံဇေယမင်္ဂလာဗုဒ္ဓဝိဟာရကျောင်းတိုက်ဆရာတော်ဒေါက်တာဦးဝိစိတအားဓမ္မပူဇာနဝကမအလူတော်ငွေစက္ကပ်လှူဒန်းမှာဖြစ်ပါတယ်ခင်ဗျာဤလူတော်ကိုလည်းဒေးဗစ်ဦးကြည်ထွန်းမှလက်ခံ၍ဓမ္မမောင်နှမများအဖွဲ့မှကိုအောင်မြင့်ကပဲစက္ကပ်လှူဒန်းပေးပါခင်ဗျာသာဓုသာဓုသာဓုအစီအစဉ်900လှူဒန်းမှုစုစုတို့ကိုအမြတ်တမ်းပေးဝေပေးပါရန်ပန်ကြားလျှောက်ထားအပ်ပါတယ်ဗျာကဲမိမိတို့ပြုသမျှကုသိုလ်ကောင်းမှုအစုစုဒါနကောင်းမှုသီလကောင်းမှုသမထကောင်းမှုဘာဝနာကောင်းမှုဆိုတဲ့ကောင်းမှုအစုစုတွေကိုပြုလုပ်ပြီးပြီဖြစ်တဲ့အတွက်ကြောင့်မိမိတို့ရဲ့တန်တန်မှာကာမဝါစရကုသိုလ်စေတနာအဲ့ဒီကာမဝါစရကုသိုလ်စေတနာလေးဟာကိုယ်နဲ့ပြုတဲ့အတွက်ကြောင့်ကာယကံနှုတ်နဲ့ပြောဆိုတဲ့အတွက်ကြောင့်ဝစီကံစိတ်နဲ့ကြံစီတော့မနောကံအဲ့ဒီကံလေးရဲ့နောက်နားမှာသစ္စာကိုသိတယ်ဆိုတဲ့သစ္စာဉာဏ်လေးပါဖြစ်လဲပါတာအဲ့ဒီကာယကံရဲ့ဉာဏ်ရဲ့ခြံရမ်းထားတော့အဲ့ဒီကုသိုလ်လေးဖြင့်ဗုဒ္ဓဓမ္မသံဃာယတနာမြတ်၃ပါးတွေကိုရှ िख ိုးပူဇော်ကြော့လိုက်ကြရအောင်အားလုံးလိုက်ပြီးတော့ဆိုကြည့်ဣမာယာဓမ္မာနုဓမ္မပฏิပတ်တိယဗုဒ္ဓံပူဇေမိဣမာယာဓမ္မာနုဓမ္မပฏิပတ်တိယဓမ္မံပူဇေမိဣမာယာ
ဓမ္မာနုဓမ္မပฏิပတ္တိယသံဃံဘုဇမိဣမာယဓမ္မာနုဓမ္မပฏิပတ္တိယလောကုတ္တရာတရားကိုယ်ပါအလျော်ဖြစ်သောဤအကျင့်မြတ်ပရိပတ်ဖြင့်ဗုဒ္ဓံမြတ်စွာဘုရားကိုပူဇေမိပူဇော်ပါ၏ရှင်ဘုရားဣမာယဓမ္မာနုဓမ္မပฏิပတ္တိယလောကုတ္တရာတရားကိုယ်ပါအလျော်ဖြစ်သောဤအကျင့်မြတ်ပရိပတ်ဖြင့်ဓမ္မတရားတော်မြတ်ကိုပူဇေမိပူဇော်ပါ၏ရှင်ဘုရားဣမာယဓမ္မာနုဓမ္မပฏิပတ္တိယလောကုတ္တရာတရားကိုယ်ပါအလျော်ဖြစ်သောဤအကျင့်မြတ်ပရိပတ်ဖြင့်သံဃံသံဃာတော်ပေါင်းကိုပူဇေမိပူဇော်ပါ၏ရှင်ဘုရားမိမိတို့နှစ်သက်ခုကာလ၌ပြုလုပ်ခဲ့ရတဲ့ဒါနကုသိုလ်သီလကုသိုလ်ဘာဝနာကုသိုလ်စရှိသောအထူးထူးသောကုသိုလ်တို့ရဲ့ဖို့ပါကကို30ပုံကျင်းလင်းကျက်ဆန်းပြည့်သွားကြတဲ့ဝိနည်းတတ္တဝအနန္တတို့အားယနေ့ပြုသောကုသိုလ်ကောင်းမှုနှင့်အတူတကွအမျှပေးဝေကြရအောင်အားလုံးလိုက်ဆိုဤယနေ့ဖို့၌အကျွန်ုပ်တို့တဇုပြုလို့အားထုတ်ရသောဒါနကုသိုလ်သီလကုသိုလ်ဘာဝနာကုသိုလ်အစရှိသောအထူးတို့သောကုသိုလ်တို့ကြောင့်တပည့်တော်တို့ဤတန်တန်၌ဖြစ်ပေါ်လာသောသာသနာပြုဤကောင်းမှုကုသိုလ်စေတနာသည်တပည့်တော်တို့အလိုရှိအပ်တောင်းတအပ်ကြံစီအပ်ပန်းစင်အပ်သောလောကီစီစိန်ကျက်တရေမင်္ဂလာအဖျားပြာတို့တနေ့တခြားဒီရေလာသောလုံးဝအုပ်သုံးပြေဝကုံလုံးပြည့်စုံရပြည့်လျင်သာသနာတော်မြတ်ကိုဆတ်တဲ့တဘောတိုး၍ထောက်ပံ့လှူဒန်းပူဇော်နိုင်ရပြည့်လျင်ဤဘဝဤခန္ဓာမစွန့်လွတ်မီဒုက္ခခန္တေဆင်းရဲခန္တေချုပ်ငြိမ်းရမှန်မြတ်နိဗ္ဗာန်ကိုလျင်မြန်ထုတ်ချောင်းတပည့်တော်တို့တွေမြတ်မောပြုကြရပါစေသောဤကောင်းမှုဤအဖို့ဘာကကိုကျေးဇူးတရားမြတ်မြတ်ကုန်သောမိခင်ဖခင်ဆရာသခင်ကျေးဇူးရှင်တို့ကိုအမှုထား၍
30 ပုံကျင်လီကုန်သောအလုံးစုံသောတတ္တဝါတို့အားအမြပေးဝေငှပါကုန်၏ထောအလုံးစုံသောတတ္တဝါတို့သည်တပိတော်တို့နှင့်အတူတကဝါအမြရ၍ချမ်းသာကြသည်ဝမ်းသာကြသည်ဖြစ်ကြပါစေကုန်သောကုသိုလ်များရွယ်အစီအစဉ်600ဇယမင်္ဂလာဗုဒ္ဓဝိဟာရမိုးကုတ်ဥပဒနာဓမ္မရိပ်သာကလင်မတီကျောင်းထူးကြီးဆရာတော်ဓမ္မသဘင်ကျင်းပရေးအဖွဲ့ကိုစားကျေးဇူးတင်စကားပြောကြားမှာဖြစ်ပါတယ်ရှင်ဗျာထူးကြီးဆရာတော်ဓမ္မသဘင်အခမ်းအနားကျင်းပရေးအတွက်မေတ္တာရှိထား၍ဆောင်ရွက်ပေးတော်မူကြသောဆရာမင်္ဂလာဗုဒ္ဓဝိဟာရကလင်မတီကျောင်းဆရာတော်ဒေါက်တာဥဝိစိတ်ကြနှင့်မေတ္တာကရုဏာထား၍တရားတော်များဟောကြားချီးမြှင့်ပေးတော်မူသောထူးကြီးဆရာတော်ဗတ္တနာအိန္ဒာဘုဒ္ဓပိဝင်သအရှင်မြတ်တို့အား၎င်းအထူးပင်ကျေးဇူးတင်ရှိပါကြောင်းတရားနာပိဋကအားလုံးဤကိုစားဤနေရာမှနေ၍ရှိခိုးဥခိုက်လျက်လျှောက်ထားအပ်ပါတယ်ဗျာထို့အပြင်တရားဟောခမ်းမှအလူရှင်များဖြစ်ကြသောကိုစိုးဝင်းတန်မအေးနွယ်သွယ်စင်မျိုးရဲသူမော်ရမင်းဆိုတဲ့တင်မာအေးခိုင်သိန်းနွယ်ဦးဖြူဖြူသိန်းကျော်စောဝင်းဤဖြူတို့အား၎င်းတောက်ရည်တန်အလူရှင်များဖြစ်ကြသောဒေါ်ရည်တန်ဒေါ်မေတင်ဒေါ်ဝင်းမာဒေါ်သိန်းသိန်းလွင်မိုးမြင့်မောင်တို့အား၎င်းပန်းလာပညာသောအလူရှင်များအား၎င်းနောက်ခံဆိုင်ဖို့နှင့်ဘက်ဂရောင်းများပညာသောအလူရှင်များအား၎င်းအင်တာနက်မှာလွှင့်ပေးကြသောဓမ္မမိတ်ဆွေညီကိုမောင်နှမများအား၎င်းတရားဝဲဖြစ်မြောက်ရေးအတွက်လိုအပ်သည်များကိုအဖက်ဖက်ပံ့ပိုးကူညီဆောင်ရွက်ပေးကြသောဝေယဝိဆကုသိုလ်ရှင်ဓမ္မမိတ်ဆွေများအား၎င်းဓမ္မမောင်နှမများအဖွဲ့အား၎င်းအထူးပင်ကျေးဇူးတင်ရှိပါကြောင်းပြောကြရင်တာဓုအနုမောဒနာခေါ်ဆိုလိုက်ရပါတယ်ခင်ဗျာသာဓုအစီအစဉ်ခုနှစ်ရာဗုဒ္ဓသာသနာစီရန်တိတ်တုသုံးကြိမ်ရွတ်ဆို၍နှစ်သိမင်္ဂလာဓမ္မသဘင်အခမ်းအနားကိုရုပ်သိမ်းပေးပါရန်ယူသည်စွာပန်ကြားလျှောက်ထားပါတယ်ရှင်ဗျာဗုဒ္ဓသာသနာစီရန်တိတ်တုဗုဒ္ဓသာသနာစီရန်တိတ်တုဗုဒ္ဓသာသနာစီရန်တိတ်တုသာဓုသာ